ရေးထားတဲ့မြတ်အားလုံးကဖျားကိုချစ်တဲ့သူတွေအတွက်ဖျားကရေးထားတယ်အဲ့ဒီကျမ်းစာထဲမှာရေးထားတဲ့တွေကတော့ဘာတွေလဲတော့ဖျားကိုချစ်တဲ့သူတွေအတွက်ဖျားတခင်ပြင်ဆင်ပေးတဲ့အရာနံပါတ်1ဘာလဲလူမျက်စိဖြစ်မမြင်နားဖြစ်မကြားစိတ်နှလုံးဖြစ်မကြံစီသေးအာမင်အဲ့တော့ဘုရားကိုချစ်တဲ့သူတွေအတွက်ဘုရားကလည်းကြီးမားတဲ့ပြင်ဆင်ခြင်းလုပ်နေတယ်အဲ့ဒါကကြတော့ဘာလဲဆိုလူမျက်စိဖြစ်မမြင်သေးဘူးဆိုတော့ဒီနေ့ဒီမှာရောက်လာတဲ့သူတွေအားလုံးတင်တို့ဘုရားသခင်ကိုချစ်လို့ရောက်လာတယ်ဆိုတာကျွန်တော်နားလဲတယ်အဲ့ဒီဘုရားကိုချစ်တဲ့သူတွေအတွက်ဘုရားသခင်ကဘယ်တော့မှမျောလင့်ချက်နဲ့အောင်အစီအစဉ်မဆွဲဘူးအမြဲတမ်းကြီးမားတဲ့အကြံစီရှိတယ်အဲ့တော့ကျမ်းစာကိုကြီးတဲ့အခါမှာလူဝက်ချက်နဲ့ပြည့်စုံတယ်ကျမ်းစာအားလုံးကတဘောပေါက်ဖို့မလွယ်ဘူးဘာဖြစ်လို့ကျမ်းစာကဝတ္ထုစာအုပ်ဖတ်ရင်ခင်ဗျားကတစ်ခါဖတ်ပြီးသွားရင်နောက်တစ်ခါပြန်မဖတ်ချင်ဘူးဘာလို့ဆိုတော့အကုန်နားလေသွားလို့ဒါပေမဲ့ကျမ်းစာကနှစ်ခေါက်သုံးခေါက်ပြီးရင်လည်းနားမလည်နိုင်ဘာဖြစ်လို့လဲဆိုတော့ဒီကျမ်းစာကလှုပ်ဝက်ချက်နဲ့ပြည့်စုံအဲ့တော့ဘာကြောင့်ကျမ်းစာကအ내အတိတ်ပဲနေနဲ့အများကြီးပြည့်စုံနေတယ်လဲဆိုရင်ယန္တူရှိလို့ဖြစ်တယ်ဘုရားသခင်ကအလုတ်လုပ်ရင်လေအယံလှုပ်ဝက်ချက်နဲ့အလုတ်လုပ်တဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကအလုတ်လုပ်ရင်အယံကိုလေလှုပ်ဝက်စမ်းကြဲဆိုအလုတ်လုပ်တယ်အဲ့ဒီတော့ဒီနှုတ်ကပတ်တော်ဓမ္မတရားကဟလာအ내အတိတ်ပဲနဲ့ပြည့်စုံအဲ့တော့ကြည်ကျွန်တော်တို့နားလည်မယ်ဆိုလူမျက်စိဖြစ်မမြင်နားဖြစ်မကြံစိတ်နှလုံးဖြစ်မကြံစီသေးအဲ့ဒါဘယ်မှာလာလဲကျမ်းစာလာတီကကျမ်းစာလာတီနဲ့ညီကျမ်းစာမှာဘုရားသခင်ကိုချစ်တဲ့သူတွေအတွက်ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာကအဲ့ဒါတွေဖြစ်တယ်တဲ့ဆိုတော့အဲ့ဒါတွေဘာတွေဖြစ်မလဲလူမျက်စိနဲ့မမြင်နားဖြစ်မကြံစိတ်နှလုံးနဲ့မကြံစီသေးတဲ့အဲ့ဒါတွေဘာတွေဖြစ်မလဲသိဖို့မလို့လားအဲ့ဒါတွေကိုသိချင်စိတ်ရှိရမှာအလောကရပဲကျွန်တော်တို့ကစိတ်ဆွဲလန်းလို့မရဘူးဘုရားသားတွေအတွက်ကသားတွေကိုသိချင်စိတ်မြင်ချင်စိတ်ပိုင်ဆိုင်ချင်စိတ်ရှိနေရမှာအဲ့တော့ကျမ်းစာကလေဘာဖြစ်လို့ဘုရားကနားလည်ခဲ့အောင်လုပ်တယ်လဲဆိုရင်ယန္တူရှိလို့ဖြစ်တယ်အဲ့ဒီယန္တူကဘာတူလဲဆိုတော့စာရန်ဖြစ်တယ်အဲ့တော့စာရန်ဟာဘုရားရဲ့ယန္တူဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့သူကကောင်းကင်ကနေပြုတ်ကျပြီးကြဲကနေတော့ဘာဖြစ်သွားလဲဆိုရင်အာရနဲ့အိဝါစီကိုလာတယ်ဆိုအာရနဲ့အိဝါစီလာပြီးတော့ဘုရားသခင်ကကဘာပေါ်မှာသူဘာအကြံစီရှိလေဆိုတာကိုသူမသိနိုင်တော့ကြောင့်ဘတုစီမှာလာမေးဆက်စုနေတယ်လေဆိုတော့အာရနဲ့အိဝါစီမှာလာမေးတယ်ဒီဥယျာဉ်တစ်ခုလုံးကအသီးကိုစားခိုင်းတော့မဟုတ်ဘူးလားအဲ့ဒါထောင်ချောက်မေးခွန်းမေးတာတကယ်သိချင်လို့မေးတာမဟုတ်ဘူးဘုရားကအရင်သင်ကြီးလို့ပြောတာမဟုတ်ဘူးဘုရားကဘာကိုမစားခိုင်းဘူးလေဘာကိုစားခိုင်းလဲဆိုတော့ဘုရားရဲ့လှုပ်ဝက်ချက်ကိုသိချင်လို့လာမေးတာဒါမေးတဲ့အခါမှာမိန်းမကရှာရှည်ပြီးတော့ဘာလုပ်လဲမဟုတ်ဘူးတဲ့အကုန်လုံးစားခိုင်းတယ်ဒါပေမဲ့အလေကအတီးကိုမစားခိုင်းဘူးအဲ့ဆိုဘုရားလှုပ်ဝက်ချက်သူတည်သွားပြီဘုရားလှုပ်ဝက်ချက်တည်သွားတဲ့အတွက်ကြောင့်တီလင်မယားနှစ်ယောက်ကိုဘယ်လိုဖျက်ဆီးရမလဲဆိုတာဘုရားကိုစန့်ကြအောင်ဘယ်လိုလုပ်ရမလဲဆိုတော့စာတန်ကတည်သွားပြီအဲ့ဒီနေ့ကစားပြီးတော့ဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့အရာအလုံးကိုလူတွေကိုရှောက်နားလိုက်ခွင့်မပေးတော့ဘူးဖွင့်ပြချက်ကိုကောင်းရှောက်လူတွေကိုမပေးတော့ဘူးနှုတ်ကပတ်တော်ကိုလူတိုင်းသိချင်ပေမဲ့သိခွင့်မပေးဘူးအဲ့ဒီဖွင့်ပြချက်ကိုတန်ဖိုးထားမဲ့လူကိုပဲဘုရားပြောပြတယ်ဘုရားရဲ့နှုတ်ကပတ်တော်ကိုတန်ဖိုးထားမဲ့သူတွေကိုပဲဘုရားဖွင့်ပြတယ်ဒါကြောင့်နှုတ်ကပတ်တော်ကိုလူတိုင်းနားမလဲတာဗျက်တနာမဟုတ်အကျမ်းခရိယန်တိုင်းကကျမ်းစာဖတ်တယ်ဘာလို့နားမလဲတာလဲဆိုတော့လူတိုင်းကဘုရားရဲ့စကားကိုတန်ဖိုးမထားဘူးဒီမှာဘာပြောလဲဘုရားကိုချစ်တဲ့သူတွေကပဲအဲ့ဒီအရာသိမြင်ခွင့်ရှိတယ်ဘုရားကိုချစ်တဲ့သူတွေကပဲလူမျက်စိဖြင့်မမြင်နားဖြင့်မကြားစိတ်လုံးဖြင့်မကြံစီသေးတဲ့နဲတော့အရာတွေကိုအဲ့ဒီလူတွေကပဲသိခွင့်ရှိတယ်အဲ့ဒီနေ့ခမရဘုရားရဲ့စကားကိုတကယ်တန်ဖိုးထားလားအရေးကြီးတယ်ဘုရားရဲ့စကားကိုတကယ်ချစ်လားဘုရားရဲ့စကားကိုတကယ်သိချင်စိတ်ရှိလားဘုရားတကယ်ကရှာရှည်တဲ့သူတွေကိုသူ့နှုတ်ကပတ်တော်မဖွင့်ပြအောင်ဘာဖြစ်လို့လဲဘုရားရဲ့ဖွင့်ပြချက်ရလာရင်တကယ်အလုတ်လုံးမဲ့သူတွေကိုဘုရားဖွင့်ပြတာတကယ်အေဝံဂေလိဟောမဲ့သူတွေကိုဖွင့်ပြတာတကယ်နမိတ်လက္ခဏာလုံးမဲ့သူတွေကိုဖွင့်ပြတာဆိုတကယ်လုံးမဲ့သူကိုဘုရားပေးချင်တာဒါကြောင့်မလို့ကျမ်းစာကိုလူတိုင်းဖတ်လို့ရတယ်ပြဿနာလူတိုင်းဖတ်လို့ရတယ်ဒါပေမဲ့လူတိုင်းကအဲ့ဒီနှုတ်ကပတ်တော်တိုင်းဖြစ်မလားဘယ်လိုလူတွေကဖြစ်လာလဲတကယ်နှုတ်ကပတ်တော်ကိုတန်ဖိုးထားတဲ့လူတွေဖယားကိုတကယ်ချစ်တဲ့လူတွေ
ဖယားကိုတကယ်ချစ်တဲ့သူတွေကပဲအဲ့ဒီဖယားနဲ့ပြင်ဆင်တဲ့နည်းနည်းတဲ့အရာတွေသိခွင့်ရှိတာလူတိုင်းကသိခွင့်မရှိဘူးဒါဆိုရင်အဲ့လူမျက်စိဖြစ်မမြင်နားဖြစ်မကြားစိတ်နှလုံးဖြစ်မကြံစီတဲ့အရာတွေကိုတဲ့ဖယားသခင်ကပြင်ဆင်ပေးတဲ့ကျွန်တော်တို့အဲ့ဒီပြင်ဆင်ပေးတဲ့အရာကိုဒီနေ့ကျွန်တော်တို့ဘယ်လိုသိနိုင်ဘယ်လိုသိနိုင်ကျမ်းစာဖတ်လို့မသိနိုင်ကျမ်းစာလာတီကဆိုပြီးမြဲကျမ်းစာဖတ်တိုင်းဒါလည်းအားလုံးကဖတ်မှာအိုးအမျိုးမျိုးအနေဖွင့်မြလူတွေကအခန်းငယ်ဘလော့ကိုကျင်းဖိုင်းငယ်ဘလော့ကိုကြည့်ချင်စေလအခန်းငယ်၄-5ကိုအရင်တော့ကြည့်ရအောင်အခန်းငယ်၄-5ကြည့်တင်တို့ရဲ့ယုံကြည်ခြင်းတွေလူပညာအဖြစ်မတည်ဖျားသခင်တကိုးတော်အဖြစ်တည်စေခြင်းကငါစကားငါဒေသနာတွေလူပညာနဲ့ရှင်တော်ဖျားယောင်းတော်စကားနဲ့တကွရှိတယ်မဟုတ်ဝိညာဉ်တော်ဤနမိတ်လက္ခဏာတကိုးတော်နဲ့တကွရှိကြည်ကျမ်းစာကြည်စမ်းကျမ်းစာကဘယ်လိုပြန်တင်တို့ရဲ့ယုံကြည်ခြင်းလူပညာအဖြစ်မတည်ဘာတဲ့ယုံကြည်ခြင်းမှမတည်တာဘာဖြစ်လို့လဲဖောက်ပြန်နေကြတာဘာဖြစ်လို့လဲလူစကားကိုပဲယုံတာဘုရားစကားမယုံဘုရားစကားကြောင့်ပြောင်းလဲတာမဟုတ်ဘူးဟိုဆရာပြောလာရင်ဖောက်ပြန်ပြီဒီဆရာတမျိုးပြောရင်ဖောက်ပြန်ပြီလူပညာနဲ့ယုံကြည်ခြင်းတည်ဆောက်တဲ့သူတွေကဘယ်တော့မှမကြည်ထွားဘူးတဲ့ရဲ့ယုံကြည်ခြင်းကဘယ်ဆရာကြောင့်မှမဟုတ်ရဘူးနှုတ်ကပတ်တော်အဖြစ်ဖြစ်ရမယ်ဝိညာဉ်တော်တကိုးနမိတ်လက္ခဏာကြောင့်ဖြစ်ရမယ်တင်းကိုလူစကားကြောင့်တင်ဟာတင်ဟာနှုတ်ကပတ်တော်မခံရတော့ဘူးဖျားနဲ့ပတ်သက်တာမဆာငတ်တတ်တော့ဘူးဆိုရင်ခမရလူပညာနဲ့တိဆောက်တဲ့ယုံကြည်ခြင်းကဘယ်တော့မှဘယ်သူ့ကိုမှမပြောင်းလဲစေနိုင်ဘူးတော့ဖျားတာသမီးတွေကတင်တို့ရဲ့ယုံကြည်ခြင်းလူပညာအဖြစ်ဘာဖြစ်မသိနိုင်ဘူးလူပညာဆိုတာလေတင်ကြားတဲ့အတိုင်းလူတွေကအများအမျိုးမျိုးမတင်ယူဘူးလားကျမ်းစာကြောင်းမှာတင်ယူလာတဲ့အတိုင်းဟောဘယ်သူမှမပြောင်းလဲနိုင်ဘူးဘာဖြစ်လို့ကျမ်းစာကြောင်းမှာတင်ယူတာဝိညာဉ်တော်ဖွင့်ပြတာမှမဟုတ်တာလူပညာကလူကိုဘာဖြစ်စေရှုပ်ထွေးစေတယ်ရှင်းလေးပဲလူပညာနဲ့ခမားယုံကြည်ခြင်းကိုတည်ဆောက်လို့မရဘူးတဲ့ဖျားတကယ်တကိုးတော်အဖြစ်တည်ရမယ်ယုံကြည်ခြင်းမှာခိုင်ခန့်စေတကိုးလို့တယ်ဖျားရဲ့ဝိညာဉ်တော်ရဲ့တိုးထခြင်းလို့တယ်ဝိညာဉ်တော်ရဲ့သင်ကိုစကားပြောတာလိုအပ်တယ်ဘယ်သူကြောင့်မှမဟုတ်ဘူးဝိညာဉ်တော်ကြောင့်ဖြစ်ရမယ်အဲ့ဒါကြောင့်ကျွန်တော်ကလွန်ခဲ့တဲ့2015မှာကျွန်တော်ပြောင်းလဲတယ်လူစကားနဲ့ပြောင်းလဲတာမဟုတ်ဘူးကျော်ဝိညာဉ်ဖခင်ဆရာဒီဗလာတရားဟောနေပြီမဲ့သူ့စကားအပြစ်ပြောင်းလဲမှာသူ့အထဲကတကယ်ဖခင်ရဲ့ဝိညာဉ်တော်စကားတွေကိုကျွန်တော်ရတဲ့အတွေ့အကြုံခြေစမ်းလွန်ခဲ့တဲ့2015မှာအဲ့ဒီဖခင်ရဲ့ဝိညာဉ်တော်တကူတော်ကြောင့်ကျွန်တော်ပြောင်းလဲသွားတဲ့အခါမှာဘာဖြစ်လဲ10နှစ်လုံးဝိညာဉ်ဖခင်နဲ့မတွေ့ဘူးအမျိုးမျိုးလူပညာတွေအများကြီးတင်ကြားခဲ့တဲ့ပတ်ဝန်းကျင်မှာဒါပေမဲ့ကျွန်တော်မရိုင်လဲဘူးဘာဖြစ်လို့လဲငါကြားလိုက်တဲ့ယုံကြည်ခြင်းကလူပညာအားဖြင့်လူပညာအားဖြင့်တည်တဲ့ယုံကြည်ခြင်းမဟုတ်ဘူးဖယားသခင်တကိုးတော်အားဖြင့်တည်စေခြင်းကငါစကားငါဒေသနာဒီလူပညာနဲ့ရှင်တော့ဖြာယောင်းသောစကားနဲ့တကွာရှိတယ်မဟုတ်ခမရလူတွေကဖြာယောင်းလို့ရိုက်ခမရလိန်လို့အကောင်းဆုံးလူပဲခမရမှာဖျားစကားမရှိသေးဘူးနောက်ဒီမှာရောက်လာတဲ့သူတွေဒီနေ့ကျွန်တော်တို့ကယုံကြည်ခြင်းတည်မြဲဖို့ကဘာလို့လဲဆိုရင်ဝိညာဉ်တော်လို့တယ်တန်ရှင်တော်ဝိညာဉ်တော်ကပဲသင်ကိုယုံကြည်ခြင်းပေးနိုင်တယ်ခိုင်ခံဖို့လေဝိညာဉ်တော်ကပဲတည်ဆောက်ပေးနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကြားရမှာကဝိညာဉ်စကားဖြစ်ရမယ်လူစကားမဖြစ်ရဘူးပညာစကားမဖြစ်ရဘူးဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ယုံကြည်ခြင်းလူတွေကမတည်မြဲဘူးယုံကြည်ခြင်းမတည်ဘူးဟိုဆရာတစ်မျိုးပြောပြန်တစ်မျိုးပြောင်းဒီဆရာတစ်မျိုးပြောတစ်မျိုးပြောင်းအဲ့ဒါဘာကြောင့်လူပညာကနေယုံကြည်ခြင်းတည်ဆောက်တာဘယ်ရမလဲဝိညာဉ်တော်အားဖြင့်တည်ဆောက်ရတင်ဘတို့ကြောင့်ပြောင်းလဲတာပြဆရာကြည်နိုင်အဖြစ်ပြောင်းလဲရင်ဆရာကြည်နိုင်တစ်ခုခုဖြစ်ခမများပြန်လဲသွားမယ်ဝိညာဉ်တော်ကြောင့်ပဲပြောင်းလဲရမယ်ကျွန်တော်ကဘယ်ဆရာအဖြစ်ဟိုဆရာမလို့ကျွန်တော်လွန်ခဲ့တဲ့2015မှာဟုတ်တယ်ဝိညာဉ်ပါဆရာဒေးဗစ်လက်တရားဟောတယ်ဒါပေမဲ့ဆရာဒေးဗစ်လက်အဖြစ်မဟုတ်ဘူးသူ့ကိုဝိညာဉ်တော်အသုံးပြုခြင်းအဖြစ်ဖခင်ရဲ့ဝိညာဉ်တော်ကကျွန်တော်ကိုတိုးထီးလိုက်တဲ့အခါမှာအဲ့ဒီဝိညာဉ်တော်ရဲ့တက်တည်ကျွန်တော်ရတဲ့အတွက်ကြောင့်
ကျွန်တော်ဘဝကဒီနေ့ဒီချင်းတွေရပ်တည်နိုင်အာမင်ခမည်းကိုကျွန်တော်ပြောင်းလဲပေးဖို့ရန်တော့ကျွန်တော်မှတကူမရှိဘူးခမည်းကိုပြောင်းလဲဖို့အတွက်ကဖယားရဲ့တကူဖယားရဲ့တကူကပဲတင်းကိုယုံကြည်ခြင်းကိုခိုင်ခန့်စေတာတင်းတို့ရဲ့ယုံကြည်ခြင်းတွေလူပညာအဖြစ်ပညာလို့ပြောတဲ့အခါမှာလူတွေဟာလူကိုအမျိုးမျိုးကိုတိကိုတတ်ထားတဲ့အမျိုးမျိုးနဲ့စကားပြောတယ်ဘာဝိညာဉ်တော်နဲ့မတော်တဲ့သူတွေကပညာနဲ့ပဲစကားပြောတာစကားပြောရင်တော့မှသူခံပြင်းမယ်တဲ့စကားပြောညင်းတောင်ရှိတယ်တဲ့တရားဟောနည်းတောင်တင်သေးတယ်ကျွန်တော်တို့ကဘယ်တရားဟောနည်းမှမတင်ဘူးတင်ကြတဲ့ကွာဝိညာဉ်တော်မဟုတ်တော့အဲ့ဒါတင်လို့ရတဲ့အရာကမဟုတ်တော့ဘူးယုံကြည်ခြင်းခိုင်ခန့်ဖို့ဆိုတင်ယူလို့မရအောင်တင်တကယ်တင်ယူစရာဖယားဝိညာဉ်တော်ပဲတင်ကိုပြုတ်ပြင်ပေးရမှာကျွန်တော်နဲ့24နိုင်ခမရအတူမနေနိုင်ဘူးတန်ရှင်တော်ဝိညာဉ်တော်တင်တဲ့အတူ24နိုင်ရှိ24နိုင်တင်ကိုယုံကြည်ခြင်းခိုင်ခန့်ဖို့ခက်ခဲပြဿနာရင်ဆိုင်တဲ့အခါမှာခိုင်ခိုင်ဆိုတာကြော်ဖြတ်နိုင်ဖို့ကဝိညာဉ်တော်ကပဲမဆာပေးလို့ရတယ်အာမင်အဲ့တော့ဒီနေ့ယုံကြည်သူတွေကဘာလို့ဖယိုဖယဲဖြစ်နေလဲဆိုတော့လူပညာနဲ့ပဲအသက်ရှင်တာဝိညာဉ်တော်ကြောင့်မဟုတ်ဘူးဝိညာဉ်တော်ဒီမှာတလိုက်မှရောက်လာတဲ့သူကျွန်တော်အားပေးခြင်းတယ်ခမရဖယားတကယ်ယုံရင်ဖယားကြောင့်ပဲဖယီဒီမှာလာဖို့ဖြစ်ပါမယ်ဘယ်သူကြောင့်မှလာတယ်မလို့အာမင်ဒီဖယားကြောင့်သွားဖို့ရတော့ဘယ်သူကြောင့်မှမလာနဲ့ဖယားတကယ်တက်တရိုင်လာတက်တမရမလာနဲ့အာမင်ဖယားရဲ့စကားကြောင့်ဖြစ်နေရမှာဖယားစကားကြောင့်ဖြစ်ရမယ်ကျွန်တော်တို့ကဖယားနဲ့ပဲပြောင်းလဲတာဘယ်သူကြောင့်နိုင်မှာပြောင်းလဲဒါကြောင့်မလို့ကြည်ခင်ဗျာအေးဒီနေ့လူတွေကလေတအားတနာဖို့ကောင်းတယ်တအားတနာဖို့ကောင်းတယ်ယုံကြည်သူတွေအယံတနာဖို့ကောင်းတယ်အတင်းတော်မှလူမရှိမှကွာရမ်းစိုးရင်နေတယ်ဟဲ့ဒီမှာလူမရှိအပြည့်မှာလူများတယ်လမ်းပေးမှာဟောမှာပေါ့ဘာလဲကွာဖယားဟဲ့ယေရှုတော်ဖယားကြောင့်လက်မခံတော့လမ်းပေးမှာပဲတရားဟောတာမုံငါလုံးနဲ့ငါးနဲ့ကောင်ကျွေးတာဘယ်မှာလဲဖယားကြောင့်ထဲမှာမဟုတ်လမ်းပေးမှာကျွန်တော်တို့ကတော့ဖယားကြောင့်အတိကမဟုတ်ဘူးတကယ်ဖယားသားသမီးတွေရဖို့ကအတိကဟာလေလုယာအေးဒီတကယ်ဖယားဝိညာဉ်တော်တကိုးမရတဲ့ခါမှာကြောက်တယ် noတင်းတို့ရဲ့တင်းဖယားဘာကြောင့်ဖယားပေါ်ဖောက်ပြန်လဲဆိုတော့ဘာနဲ့တီဆောက်နေလဲလူပညာကိုဆရာတီလို့ပြောတယ်မဟုတ်ရဘူးဆရာကြီးနိုင်တီလို့ပြောတယ်မဟုတ်ရဘူးလူပညာကျမ်းစာကြောင့်ဆင်းလာလို့မဖြစ်ရဘူးတင်ယူရတယ်လေးလာရတယ်ကျွန်တော်တို့အခုဝิญဉ်ဖခင်စီမှာတင်ယူတယ်လေတင်ယူတယ်တာပြောတာဟိုသူကဖွင့်တရက်ဒီလိုမရေးပြဘူးတခါမှဒီတိုင်းပဲဟောသွားတာဒီတိုင်းပဲပြောသွားတာကိုကဝิญဉ်တော်ဖွင့်ပြချက်ကိုအမိလိုက်ပြီးယူရတာအဲ့တော့ကြည်တင်းတို့ယုံကြည်ခြင်းတွေပါလေဖယားယုံကြည်ခြင်းဆိုတော့ဘာအဖြစ်တည်ရမလဲဖယားသခင်တကိုးတော်အဖြစ်တည်စေခြင်းကတကိုးမပါလန်တရားဖယိုဖယားဖြစ်သွားပြီခရစ်တော်ပေါ်မှာဘရောမသစ္စာမရှိနိုင်ဘူးဖျားတခင်ပေါ်ဘရောမသစ္စာမရှိနိုင်ဘူးဘာလို့လဲလူပညာနဲ့ယုံကြည်ခြင်းကိုတည်ဆောက်လို့မရဘူးလူရဲ့ပညာကအမျိုးမျိုးကိုကတည်ခွန်းပြောဟိုတယောက်လည်းတစ်မျိုးပြောမယ်တီတယောက်လည်းတစ်မျိုးပြောမယ်အလူပညာအရင်လှုပ်ရှုပ်တယ်ဖယားဝိညာဉ်တော်ဖွင့်ပြန်ရှင်းလေးမရှုပ်တော့ဘူးကိုဟာကိုဒီမှာတီးနေတယ်တက်တရားဒီထဲမှာရှိနေတယ်တက်တရားဒီမှာရှိနေတယ်အာမင်အဲ့တော့နောက်ဆုံးတော့ကလည်းယေရှုတောင်ကြွလာတော့မယ်ဒီနေ့ဖယိုဖျဲရှိနေတော့အဲ့ဒီသူကခရစ်တော်တော့ ready ဖြစ်ဖို့ဆိုတော့ဝေးသွားပြီ no ဒီမှာရောက်လာတဲ့ဒီနေ့ခမရယုံကြည်ခြင်းဒီနေ့ဘယ်လိုတည်ဆောက်အောင်မလဲဆိုတော့ဘုရားရဲ့တကိုးနဲ့တည်ဆောက်အောင်ဒါဆိုဖယားရဲ့တကိုးကဒီကနေ့တိဆောက်ဖို့ရလုံးဟာအတင်းတော်မှာဆိုဖယားရဲ့တကိုးထိရှားရမယ်နမိတ်လက္ခဏာထိရှားရမယ်ဝိညာဉ်တော်ရှိတယ်ဆိုရင်ဝိညာဉ်စုကျေးဇူးတွေနဲ့အတင်းတော်ဟာလှုပ်ရှုပ်ရမယ်ဝိညာဉ်တော်ရဲ့လှုပ်ရှားမှုတွေရှိနေရမယ်အတင်းတော်ဆိုတာဝိညာဉ်တော်စတင်တာတင်းတို့တွေကစတာမဟုတ်ဘူးတိုင်ရှင်တော်ဝိညာဉ်တော်စင်တက်တဲ့နေကစားပဲအတင်းတော်စလာတယ်
အတင်းတော်ဆိုတန်ရှင်းတော်ဝိညာဉ်ဆင်းသက်လာတဲ့နေ့ကစားတာဒါဆိုအတင်းတော်ရဲ့အတိကတင်းလို့ဆရာမဟုတ်ဝိညာဉ်တော်အာမင်အဲ့တော့ဒီမှာအတင်းသားတွေနိုးထားဖို့ကကျွန်တော်နိုးထားခိုင်းလို့မရဘူးအာမင်ထူးလို့ငါပြောစရာမလိုအာမင်အတင်းထူးခိုင်းရင်အဲ့ဒါမှားနေတယ်ခမည်းတော်ကလှုပ်ရှားလာဖို့ကျွန်တော်ကိုယ်တိုင်နိုးထားမှရမှာကျွန်တော်ကိုယ်တိုင်လွတ်မြောက်မှရမှာကျွန်တော်ကိုယ်တိုင်ပြောင်းလဲမှရမှာကျွန်တော်ကိုယ်တိုင်ဖယားနဲ့တွေ့မှရမှာဂျေဇန်အခုလိုဟောရင်ခမည်းတော်ကအာမင်အာမင်ဖြစ်နေတာကဘာကြောင့်လဲကျွန်တော်ကိုယ်တိုင်အဲ့လိုဖြစ်နေလို့လေမဟုတ်ရဘူးတို့ကိုယ်တိုင်မပြောင်းလဲပဲတို့မြောင်ပြောင်းလဲခိုင်းလို့မရဘူးသူတပါးကိုဆုံးမလဲပိုင်ကိုယ်တိုင်ရှုံးတဲ့သူမဖြစ်ဘူးတဲ့ရှင်ဘောလူကငါ့ကိုငါအတာရွတ်နှိပ်စက်တယ်အဲ့ဒီမှာရောက်လာတဲ့သူတွေကျွန်တော်တို့ဒီနေ့ဘုရားတကူနဲ့တကယ်ပြောင်းလဲသလားအရေးကြီးတယ်ဘုရားတကူတော်နဲ့ပြောင်းလဲပြီဆိုရင်ကျွန်တော်ကလေပြောင်းလဲတယ်အဲ့တော့ဆိုင်ကပြောင်းလဲပြီကျွန်တော်တို့မှာအခုဘာသာရေးကျွန်တော်တို့ဖျားကြောင်ရှိတုံးမယ်အခုထိလုံးဝမတော်ခုထိမတော်အဲ့မှာတာနေနာခုချင်းဒီကျွန်တော်ဆရာကြီးနဲ့တက်တွေ့ဖို့တင်းတော်ဥဆောင်ဖို့နေတတဆေးလိပ်ပဲပြန်တောက်မလားမသိမပြောင်းလဲလို့မဟုတ်ဘူးတချို့တွေကပြောင်းလဲတယ်နိုးထားတယ်ဘာသာရေးကျောင်းမှာရောက်သွားတဲ့ခါမှာဆေးလိပ်ပြန်တောက်လာတယ်ဘာဖြစ်လို့လဲအတစ်တော့အရာတင်ယူစရာမရှိဘူးဘုရားကျောင်းမှာဒါလာဖို့ဖြစ်နေတာလာရင်တော့မနှုတ်ဆက်နိုင်ဘူးအေးအလူကြီးအချင်းချင်းတော့မနှုတ်ဆက်နိုင်ဘူးအဲ့ဒီလောက်ထိခေါင်းပါရင်တွားလို့မရတော့ဘူးမင်းအဲ့ဒီလောက်ထိခေါင်းပါတဲ့အရာကိုခမရတွားရင်အိုးခမရဝိညာဉ်ကြီးကမပြောနဲ့ပြဿနာဖြစ်တော့မှာဘုရားကျောင်းသွားပြီတော့မဟုတ်ရဘူးဝိညာဉ်ရှိတဲ့နေရာမှာနိုးထားတယ်နိုးထားမှုဆိုတာလုတ်ပြလို့မရဘူးကျွန်တော်ဟိုးတဲ့နေရာတိုင်းမှာတိုးမှာပဲဟောမြို့မှာပဲဟောဘာလို့နိုးထားနေလဲကျွန်တော်ကိုယ်တိုင်ကအဲ့ဒီလိုလွတ်မြောက်တော်သူဖြစ်တယ်ကျွန်တော်မှမဖြစ်ပဲကျွန်တော်ရဲ့တရားဟောပွဲကိုနိုးထားခိုင်းလို့မရဘူးကျွန်တော်ကိုယ်တိုင်လွတ်မြောက်မှာအတင်းတို့တင်တာလွတ်မြောက်မှာကျွန်တော်ကိုယ်တိုင်ပြောင်းလဲမှာအတင်းတို့တင်တာပြောင်းလဲမှာကျွန်တော်ကိုယ်တိုင်ဖယားနဲ့ရင်းနေမှာအတင်းတို့တင်တာတွေဖယားတို့ထိလာမှာကျွန်တော်မှမရှိတဲ့အရာကြီးကိုပေးလို့မရဘူးအာမင်ယေရှုအတူကိုယ်တိုင်ကောင်းကင်ကမလာပဲကောင်းကင်အကြောင်းပြောလို့မရဘူးဒါတို့ဒီမှာရှင်းနေဝင်ဒီနေ့ကျွန်တော်တို့ရှုံချခြင်းကိုဘယ်လိုတိဆောက်ရမလဲဆိုရင်လူပညာနဲ့တိဆောက်လို့မရဘူးခမရဲ့ယုံကြည်ခြင်းကဟိုဆရာတင်ပေးတာနဲ့တီးဆရာတင်ပေးတာနဲ့မဟုတ်ရဘူးအခုကျွန်တော်ဟောတယ်ကွာဆရာကြီးနိုင်ဟောတယ်လို့မဟုတ်ရဘူးကျွန်တော်ဟောသွားတဲ့အချိန်မှာတင်းအထက်မှာဘယ်လိုဝိညာဉ်တော်ပေါ်ပြလဲဝိညာဉ်တော်တင်းကိုဘယ်လိုစကားပြောသွားလဲဝိညာဉ်တော်တင်းကိုဘယ်လိုရှင်းလင်းအောင်နားလဲစေလဲအဲ့ဒီအရာကိုဖန်ကြရမယ်ဝိညာဉ်တော်ဖွင့်ပြတဲ့အရာအပေါ်မှာတည့်သွားရမယ်လူကြောင့်ပြောင်းလဲရင်အဲ့လူကြောင့်လဲသွားမယ်ဖယားကြောင့်ပြောင်းလဲရင်လူတွေလဲရင်တော့တရားတပြက်ပြစ်တိုးထားလာမယ်တရားပြစ်တိုးတက်လာမယ်ဘယ်တော့မှလူကြောင့်မဖြစ်ဘူးဖယားကြောင့်ပဲဖြစ်ရမယ်အာမင်အကြည့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကတဲ့ကြည့်ပညာနဲ့တွားတဲ့သူတွေဟာတဲ့ငါတေသနာဒီတဲ့လူပညာနဲ့ရှင်တော့ဖြားယောင်းတယ်တဲ့ဟာတင်ယူတဲ့သူတွေလူတွေကိုဘယ်လိုဖြားယောင်းမယ်အတင်းတော်မှလူများလာအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါလည်းလူပညာသမားတွေဖြားယောင်းဖို့ပဲတင်ကြားနေတာဆယ်ဘုတ်ဘုတ်တွေထဲလောင်ဘယ်လိုလုပ်မလဲဖြားယောင်းနေတယ်တခုမရှိတော့ပတ်သက်ပဲအားကိုးတာဘယ်သူမှဆိုလိုတာမဟုတ်ဘူးနှုတ်ကပတ်တော်ပြောတာကြည်စမ်းမဟုတ်ဘူးလားအတင်းတော်လူများလောင်ဘယ်လိုလုပ်မလဲလုံအလုံးအလကိုင်းအစင်ပြေတဲ့သူဆိုခဏတော့ဆူတောင်းပေးတာဆေဘုဒ္ဓဘုမနဲ့အိမ်မှာတခါမမြောက်လူပညာနဲ့ရှင်တော်ဖြားယောင်းတော်စကားနဲ့တကွာသူတို့ကဘာတင်နေဖြားယောင်းခြင်းကိုတင်တယ်ဘယ်လိုပညာတင်တဲ့အတွက်ကြောင့်ပညာရှိတဲ့
စကားပြောနေတယ်တင်တယ်လူတွေကိုဘယ်လိုသွေးဆောင်ရတယ်ဘယ်လိုချိုတိုင်ရလဲ background ကောင်းတဲ့သူဆိုရင်ဘယ်လိုပုံစံချုပ်ရမယ်ဘယ်လိုပုံတော့ဆက်ဆိုင်ရမယ်တင်းအုပ်တွေတင်းထောက်တွေမင်းဘယ်လိုလုပ်နှုတ်မှာလိုကောင်းစင်နေမှာရှုပ်နေတာ no တဲ့အဲ့ဒါကကြည့်လူပညာသမားတွေကမိမိပညာကိုပဲအားကိုးပြီးတော့လူတွေတဘောကြအောင်အရန်လုတ်ပြနေတာပြဿနာကဘာလဲတဘောကြတော့ကြတာပဲအစီအစဉ်နာပြဿနာလူတွေအထဲမှာဝန်ထုတ်ဝန်ပိုးတွေဖြစ်နေပြီးတော့တန်ရတန်ချက်တွေနဲ့တယောက်နဲ့တယောက်ချီနှောင်နောက်ဆုံးမနှုတ်ဆက်နိုင်တဲ့အခြေအနေထိရောက်လာပြီဖယားတရားလုံနေရင်အတူတူအမှုဆောင်နေရင်နဲ့ကင်ဆာယောဂါတွေဖြစ်နေပြီဘာကြောင့်ပြောချင်ချီနှောင်ချင်းနေတဲ့အလုံးလုံးယေရှုပြောတယ်ငါတဘိုးတွေထမ်းလို့ငါဝင်နေပို့တယ်ခရစ်တော်ရဲ့အမှုတော်ဆောင်ကပို့ပါဖြစ်နေရမယ်ဟာသူတို့မပို့ဘူးဖြားရောက်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတကိုးနဲ့တွားတာကျွန်တော်ကိုယ်တိုင်ဖယားရဲ့တကိုးကိုပဲအားကိုးတာငါရဲ့ပညာဆိုလို့ဘာမှမရှိဘူးဖယားရဲ့ဝိညာဉ်တော်ကိုပဲအားကိုးတာဒီမှာရှင်းညီကိုမနမဒီမှာရှင်းညီကိုတင်းရဲ့ယုံကြည်ခြင်းကဝိညာဉ်တော်နဲ့ပဲတည်ဆောက်ရမှာယေရှုကကောင်းကင်တက်သွားတဲ့အချိန်မှာတန်ရှင်တော်ဝိညာဉ်ကိုဆေလွတ်ပေးတာကကျွန်တော်တို့ကိုတည်ဆောက်ပေးဖို့တိတ်ကိုဘယ်သူမှလိန်လို့မရဘယ်သူမှလိန်လို့မရဘူးကြည့်ဖယားတခင်တကူမရှိတဲ့သူတင်ယူတယ်နောက်ဆုံးတချို့တွေဆိုရင်ကျမ်းစာကြောင့်အလိမ့်လိုက်တက်တာနေတိုင်းညတိုင်းတက်လွတ်လုံနောက်ဆုံးဖယားတော်တော့မယုံတော့ဘူးနမိတ်လက္ခဏာတော့မရှိဘူးတဲ့ prophet တွေမရှိဘူးတဲ့ဘာလို့လဲတီလွတ်လုံကိုဖယားကိုမယုံတော့ဘူးဖယားတကိုးတွေပါပျောက်သွားတယ်သူတို့အမြင်ဖယားအိုသွားပြီဘာမလုပ်တတ်တော့ဘူးတွားတွေပါချိုးနေပြီဥပမာကျွန်တော်တို့တန်းလဲထားတာကဘုရားယနေ့မနေ့နောက်ကလည်းမပြောင်းလဲဘူး။ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားအခုချိန်ထိဖန်ဆင်းနိုင်တော့မယ်။ပင်လယ်ရေကိုခွေးတဲ့ဘုရားအခုချိန်ထိခွေးနိုင်တော့မယ်။လူတွေကိုထားမြောက်စေတဲ့ဘုရားအခုချိန်ထိထားမြောက်စေတော့မယ်။အနာရောဂါငြိမ်းတဲ့ဘုရားအချမ်းသာတဲ့ငြိမ်းတဲ့အပြင်းမှလည်းအခုချိန်ထိငြိမ်းနိုင်တော့မယ်။ဘယ်တော့မှဘုရားဟာအတက်မကြီးဘူး။အမြဲတမ်းသူဟာတက်ကြွတော့ဘုရားငါတို့ဘုရားလောင်တော်မိအမြဲတမ်းတောက်လောင်နေဘုရားဖြစ်တယ်အာမင်အကြည့်နားလေရမယ်ငါညီကိုမလားဒီမှာရောက်လာတယ်လေတင်းနေယုံကြည်ခြင်းကိုတိဆောက်ခြင်းတင်ယူပါတင်းတို့ယုံကြည်ခြင်းလူပညာအဖြစ်မသိပညာလူပညာတွေနဲ့မတိဆောက်ပါဘာနဲ့တိဆောက်ရလဲဖျားတခင်တကူတော်အဖြစ်တည်စေခြင်းကငါစကားငါတေတနာတွေလူပညာနဲ့ရှင်တော့ဖျားရောက်တော့စကားနဲ့တကွာရှိတယ်မဟုတ်ဖျားယောင်းတော့စကားနဲ့တကွာဗာလဲရှိသည်မဟုတ်ဘာနဲ့ရှိရမလဲဝိညာဉ်တော်၏နမိတ်လက္ခဏာတကိုးတော်နဲ့တကွာရှိရမယ်ဝါအဲ့ဒီဝိညာဉ်တော်၏နမိတ်လက္ခဏာတကိုးတော်ဆိုတာမတင်ယူသေးဘူးမမြင်ရသေးတာအမြဲတမ်းမြင်နေရတာမမြင်ဘူးတာဒီနေ့တိုင်းမမြင်နေရတာမတွေ့ဘူးတာဒီနေ့တိုင်းတွေ့နေရတာအဲ့ဒီအရာကြောင့်မအေးဆက်ဘူးအမြဲတမ်းလမ်းဆန်းနေတာဟေးမြင်ဘူးတာဆိုတော့ရိုးသွားပြီလေဝိညာဉ်တော်တကုန်းနမိတ်လက္ခဏာဆိုမကုံနိုင်ဘူးအမြဲတမ်းအတိတ်အဲ့ဒီကမှယုံကြည်ခြင်းဟာပို့ခိုင်သွားတာဝေါဒီနေ့ကျွန်တော်လူတွေကဖျားယောင်းဖို့ပဲကြိုးစားနေတာကျွန်တော်တို့ကဖျားယောင်းခြင်းမသိပေးဘူးဝိညာဉ်တော်အပြစ်ဖျားဝတ်တာတဲ့ဘန္နာတွေဘယ်လိုထိုးဖော်ရမလဲနှုတ်ကပတ်တော်ဘယ်လိုတူးဖော်ရမလဲဖခင်ရဲ့အကြံစီတွေဘယ်လိုနှိုက်ယူရမလဲဝိညာဉ်တော်ကိုဖခင်ကျွန်တော်တို့ကိုပေးထားတယ်ကျွန်တော်ဘဝဒီနေ့တည်းကျွန်တော်ဝိညာဉ်တော်ပဲအားကိုးတာဒါရှင်းတော့ဝိညာဉ်တော်ဟိုးကျွန်တော်ကစာမဖတ်တတ်ဘူးလေဒီတော့ဖတ်ခိုင်းတာကအဲ့ဝိညာဉ်တော်အရန်ကောင်းလို့သူကျွန်တော်နဲ့ဝိညာဉ်တော်ဟာဒီလင်မယားလို့နေလာတာဒါကြောင့်ကျွန်တော်စာအုပ်မှာတော့ကောင်းစင်ကဝိညာဉ်တော်နဲ့ယဉ်နေမှုဆိုပြီးတော့စာအုပ်ထုတ်တာအလကားမဟုတ်ဘူးဒီဝိညာဉ်တော်ကြောင့်ကိုဘလောက်အရသာခံစားနေလဲဆိုတာကိုပဲသိတယ်အာမင်တင်းကိုလောကကမပြောပြတဲ့အရာဝိညာဉ်တော်ပြောပြမယ်လောကမှာမရောက်လာသေးတာဝိညာဉ်တော်ပြောပြမယ်ဒါကြောင့်မလို့အခန်းငယ်ကိုအခုနကပြန်တွဲအောင်
ကျမ်းစာလာတဲ့နဲ့အညီဒီကျမ်းစာမှာလာတယ်တဲ့ဒီကျမ်းစာထဲမှာရေးတယ်တဲ့ဘာရီရောဖယားကိုချစ်တော်သူတွေအတွဲတဲ့ဟဲ့ဘာရီလဲတဲ့လူမျက်စိပြီးမမြင်ဝေါခမရဝေါမဖြစ်ဘူးမအနိုးသေးဘူးဖယားစကားဝေါလမ်းမှာသူများပိုက်ဆံကြတာတော့ဝေါဖြစ်နေတာနှုတ်ကပတ်တော်ဝေါဖြစ်ရမှာနှုတ်ကပတ်တော်ဝေါဖြစ်ရဥပမာပြောလားကဲကျနှုတ်ကပတ်တော်ကိုဝေါမလုပ်တတ်ဘူးမရင်ခုန်တတ်ဘူးခမရဖျောင်းချစ်တယ်ဆိုရင်ခမရဝေါဖြစ်မှာဝေါလူမျက်စိဖြစ်မှာပြင်အိုးခမရ iPhone 7လောက်ပဲဝေါဖြစ်နေတာမဟုတ်ဘူးဖယားကမထုတ်လုပ်သေးတာကိုတင်းအတွက်ပြင်ဆင်နေတာညင်ပြီးသားရိုးနေတယ်လေနားပြကြဟာတရင်ဆိုရီနားထောင်မိခမနားညင်းနေတယ်ခန်းစားနေနို့တို့ဖျားပြင်စင်ပေးတာတည်င်းကောင်းမလာသေးဘူးအဲ့ဒါတရားချားနေတာဟေးသူများတော့မစည်းစားသေးဘူးစိတ်နှလုံးမတောင်းမစိတ်ကူးရင်သေးဘူးမင်းအတွက်ဖျားပြင်တာဟေးဒါဆိုအဲ့ဒီအရာတွေဒီနေ့ကျွန်တော်တို့ဘယ်လိုရှာရမလဲဘယ်လိုရှာရမလဲအခုတော့ကျွန်တော်ပြောပြပြီယုံကြည်ခြင်းကိုဘာအဖြစ်တည်ဆောက်ရမလဲဝိညာဉ်တော်အဖြစ်အာမင်ဝိညာဉ်တော်မပါတဲ့ယုံကြည်ခြင်းအလုံးဟာတစုံတစ်ခုကြောင့်အမြဲတမ်းလဲသွားမယ်ဟိုဆရာတစ်မျိုးပြောရင်တစ်မျိုးဖြစ်ဒီဆရာတစ်မျိုးပြောရင်တစ်မျိုးဖြစ်ဟိုမှာကြမ်းလဲလူကိုကြောက်လဲဟိုကဟေးဖယားကိုရတယ်ဆိုပြီးလူကိုကြောက်တယ်ခင်ဗျဖယားမရဘူးလိန်နာအရလိန်နာဖယားထက်ဘယ်သူမှမကြည့်ဘူးအာမင်လူကိုကြောက်တဲ့ယုံကြည်ခြင်းလောက်နဲ့လာမလုံးနဲ့ဖယားအကြောင်းတက်မခံနဲ့ငါဖယားတိတ်ခါကြတယ်ဖယားလူဖြစ်တယ်ကျွန်တော်လည်းတိတ်ခါကြတယ်ဘသူကမှအာမနာဘာမနာနဲ့လုံရဲကန်ရဲဖြစ်ခြင်းမှသာဖယားကိုရခြင်းအာမင်ကြည်ငါညကိုလို့ကဲလူမျက်စိဖြစ်မမြင်ရှင်းကုန်ဆရာမဖြစ်ဘူးလားဘာလဲပါပြန်ဖြစ်လာမလဲပါမများဖြစ်လာမလဲဝါနားဖြစ်မကြသေးဘူးအိုးဘယ်လိုပြောလာမလဲစိတ်နှလုံးနဲ့တော့စိတ်ကူးမရင်သေးဘူးဒီလောက်ထိများလူတွေစိတ်ကူးရင်ပြီးသားလောက်ကိုရင်မခုန်နဲ့မြင်ပြီးသားလောက်ကိုရင်မခုန်နဲ့သူများကြားပြီးတဲ့တရင်ကိုနောက်ဆုံးမှကြားလာတော့ဝါမလုံးနဲ့တရင်ကောင်းလာနိုင်မယ်အဲ့ဆိုရင်အဲ့ဒါတွေဘယ်လိုရှားမလဲတဲ့ကြခိုင်းရင်ဘယ်လောက်တော့30တော့ရအောင်ဟာလေလုတဲ့နေ့တော့အတူတူဖတ်အောင်ကဲခမများတို့ဖတ်တာဝေါဆိုတဲ့စိတ်နဲ့မဖတ်ဘူးဟေးဝေါဆိုတဲ့စိတ်အိုးရင်ကိုစိတ်လို့ရှားတဲ့အတန်နဲ့မဟုတ်ဘူးကျွန်တော်ရလို့မဖြစ်ဘူးခမများတို့ရစေချင်တယ်နော်ကဲလူမျက်စိဖြစ်မမြင်နားဖြစ်မကြားစင်လုံးဖြစ်မကြံစီသေးတာတို့ကိုဘယ်လိုရှားရမလဲဆိုတော့ထိုအရာတို့ကိုဖယားသခင်နေမိမိဝိညာဉ်အားဖြင့်ငါတို့ကဘာလဲတရားလူပညာအားဖြင့်မရှာနိုင်ဘူးဝိညာဉ်တော်အားဖြင့်ပဲပေါ်ပြပေးမယ်ရခဏဝိညာဉ်တော်သည်ဟုတ်ဝိညာဉ်တော်ဒီဘုရားတခင်ဤနဲ့သောအရာတိုင်အောင်ခတ်သိမ်းသောအရာတို့ကိုစစ်တော်မူဟာဘုရားတခင်စရာအရာအလုံးကိုတွားကြည့်ပြီးကောင်းကင်မှာဘယ်သူကိုဘာလုပ်ပေးမယ်ဘယ်သူကိုဘာလုပ်ပေးမယ်ဘုရားရဲ့အကြံစီဒီခမများမသိသေးဘူးဘယ်တော့မှမသိဝိညာဉ်တော်အကုန်မြင်နေတယ်ဒါဆိုဘယ်သူစီမှာအဲ့ဒီအရာမြန်ပြည့်စုံလဲဆိုချစ်တဲ့သူတွေအပေါ်မှာမြန်ပြည့်စုံနေတာချစ်တဲ့သူတွေကိုဟဲတီတဲ့ပါတီတဲ့မတ်တရက်တဲ့သူအရင်ပေးရအောင်ဟာလေလုယာဟိုတဲ့တိတ်မချစ်သေးဘူးအခုချိန်တော့ပင်အန်တယ်ရှိတယ်ဖန်တစ်ထောင်ခမကြီးတော့ခဏနောက်ဆုတ်လိုက်ဟုတ်လို့ချစ်တဲ့သူတွေကိုချစ်တဲ့သူတွေအတွက်ဖယားကပြင်ဆင်နေတယ်ရဘယ်လိုချစ်တဲ့သူတွေလဲဝါအဲ့ဒါတွေကလူမျက်စိပြင်မနာပြင်မစင်လုံးပြင်မကြံစေဖယားပြင်ဆင်နေတယ်ဒါဆိုရင်ဘယ်လိုလူတွေကိုဖယားကအမြန်ပေးနေလဲဆိုတော့အဲ့ဒီဖယားကိုချစ်ပြီးတော့ဆံငတ်တဲ့သူတွေဆံငတ်ပြီးသိချင်စိတ်ရှိတဲ့သူတွေ
တီးချင်တယ်ခဏလောက်ပြန်ထိုင်အောင်ကျွန်တော်တို့ကသူများအကြောင်းမသိချင်တာအဲ့ဒါပြဿနာသူများအကြောင်းကြည့်သိချင်တော့ဘာပဲရလဲယောဂပဲရတာကိစ္စယောဂတွေအလကားဖြစ်တာမဟုတ်ဘူးသူများအကြောင်းကြောင့်ဖြစ်လာတာအဆိုင်ယောဂတွေသူများအကြောင်းထဲကနေလာတာသူများအတီလို့ပြောသွားပြီဆိုတော့စိတ်တူသွားပြီအဲ့ဒါဆိုင်ယောဂရလာခမရောက်စိတ်ချမ်းသာစေမဲ့အရာတွေသိချင်ရမှာနှုတ်ကပတ်တော်ထဲမှာဖခင်ရဲ့စကားကိုကြားလိုက်တော့အိုးဟေးခမကြီးမခုန်တာဘူးကျွန်တော်အဲမှာဦးကလေးစားမကြီးအကြာနေတယ်ဖခင်ပြောတဲ့အရာပယ်မလည်းစိတ်ညစ်ချိန်မရှိဘူးသူမြောက်မုန်းချင်နဲ့သူမုန်းပါစေငါမမုန်းနိုင်ဘူးဘာဖြစ်လို့ဖယားပြင်စစ်ပေးတဲ့အရာတွေကတားရတယ်တကခမရသူများအကြောင်းကိုစဉ်းစားရကမှာခမရဖယားပြင်ဆင်တဲ့အရာတဲ့နောက်တလန်းဝေးသွားပြီသူများကိုချင်းအောင်ချင်းမရှိရဘူးမုန်းချင်းတော့မရှိဘူးသူများမုန်းနေဆိုတာသူအားလို့မုန်းနိုင်တယ်ဖယားနဲ့တဲ့အရာတာတိမုန်းချင်းမရှိဘူးသူဘက်ကအကျန်းတရားလို့ရင်တော့မတိသွားတဲ့နေမှာအော်ရခွတ်လို့တယ်ပဲပြောမှာဘာဖြစ်လို့အဲ့ဒီအရာဒီမှာအရန်ကိုအဖေရနဲ့ရင်းနေတဲ့သူဒီမှာချင်းအောင်ချင်းမရှိဘူးမပြုံးနိုင်မရွှင်နိုင်တဲ့သူတွေဖယားနဲ့ပြည်လို့မဟုတ်ဘူးလူတွေနဲ့ပြည်နေလို့ခမရလူတွေနဲ့ပြည်လို့မရဘူးဖယားနဲ့ပြည်နေရရဒါကြောင့်တလိုက်မှရောက်လာတဲ့သူတွေဟာယုံကြည်ခြင်းနီလမ်းမှန်တင်ပေးနေတာခင်ဗျာဖယားနဲ့တွာလာတတ်ဖို့တင်ပေးနေတာအာမင်ဆိုရတို့ဒီဘုရားတခင်ဒီမိမိဝိညာဉ်အဖြစ်ပါလို့လည်းပေါ်ပြတယ်ဝိညာဉ်တော်ဒီဘုရားတခင်နည်းနည်းတော့ရတော့ကိုခတ်သိမ်းတော့ရတော့ကိုစစ်တော်ဝင်ခိုင်းခဲ့စတဲ့လူဤနည်းနည်းတော့ရကိုလူနိုင်ရှိတော့မိမိစိတ်ဝိညာဉ်မှာတပါအပဲသူတည်ခင်ဗျာလိန်တာကိုသူများလိန်လို့ရတယ်အဲ့ခင်ဗျာလိန်ခံလိန်တဲ့လူကမသိဘူးဒါမှတင်းကိုဒီမသိဘူးလားတင်းဝိညာဉ်ထဲမှာသိနေတယ်ကိုလိန်နာကိုပဲတည်တယ်ကိုဝိညာဉ်ကပေါ်ပြတယ်ဒီလိုပဲတဲ့ထိုနည်းတို့ဘုရားတခင်နည်းနည်းတော့အရာကိုဘုရားတခင်ဝိညာဉ်တော်မှာတပါအပေတို့မြတ်မသိနိုင်ဘူးဒါနည်းနည်းတဲ့အရာတွေသိချင်ဝိညာဉ်တော်ကိုမချင်းကပ်လို့မရဘူးဒါဒီကျမ်းစာအုပ်ကကျမ်းစာလာဒီကားတဲ့ဒီမှာရေးနေတယ်ဘာမှမသိလို့မရေးဘူးကျမ်းစာလာဒီကလူသူ့သားသမီးတွေအတွက်ဒီမှာအကုန်ရေးထားတယ်ဒါပေမဲ့အဲ့ဒီအရာတွေတူးဖော်ဖို့ရအတွက်ဝိညာဉ်တော်အားဖြစ်ပဲရတယ်ကျမ်းစာတမန်တရားနဲ့ပြည့်စုံတော့ဝိညာဉ်တော်တွေရောက်လာတမန်တရားတင်တော့အချိုးမဲ့တုံနေမယ်ကျမ်းစာတင်စရာအတော်ဆုံးကဝိညာဉ်တော်ပဲလူကတင်ရင်ဆရာကျင်တိုင်းဟောတာရရှင်းတယ်ကွာခင်ဗျဘယ်လောက်ရှင်းတယ်ပဲပြောတစ်လုံးနှလုံးလောက်ပဲရမှာတနားရီလောက်ဟောတော့တယ်တချို့အကုန်မရအောင်တစ်လုံးနှလုံးပဲမှတ်မိတာဝိညာဉ်တော်ဖွင့်ပြတာတစ်လုံးမှတ်မိတယ်ဝိညာဉ်တော်စကားပြန်တစ်လုံးမှတ်မိတာကျွန်တော်ကျမ်းစာအလွတ်ရတဲ့အရာအလုံးဝိညာဉ်တော်ဖွင့်ပြတာကျမ်းစာဖတ်ပြီးဝိညာဉ်တော်ဖွင့်ပြဆိုအဲ့ကျမ်းပိုက်ကတည်တဲ့ထီမှတ်မိတယ်ဝိညာဉ်တော်မဖွင့်ပြတာအကျိုးစားပြီးကြည့်ရင်တော့ခဏနဲ့အခုပဲချက်အခုပဲမေးတာဝိညာဉ်တော်ပေါ်ပြလာပြီဆိုခင်ဗျားရဲ့အတွေးခေါ်ထဲမှာဝိညာဉ်တော်နဲ့ပြေးပါလားအိုးမလွယ်ဘူးအိုးထိုနည်းတို့ဘုရားတကယ်နည်းနည်းတော့ရမင်းလိန်ညာတယ်ဆိုတာမင်းရဲ့အတွင်းထဲမှာရှိတဲ့မင်းရဲ့ဝိညာဉ်ကမင်းကိုပေါ်ပြတယ်မင်းကိုမင်းတီးတယ်ငါလိန်တလားမှန်တလားဆိုတာကိုကတီးဆုံးထိုနည်းလိုပဲတဲ့ဖယားရဲ့အကြောင်းအရာဖယားတင်းကိုဘယ်လောက်ကျင်စင်ပေးလဲဖယားရဲ့ကျင်စင်ဘယ်လောက်ကျင်မင်းသိချင်းဝိညာဉ်တော်မှတပါဘယ်သူမှတင်းကိုမပြောပြနိုင်ဘူးဘယ်ဆရာမှမပြောပြနိုင်ဘူးဝိညာဉ်တော်အေးဒါဆိုရင်ယုံကြည်သူရဲ့အရေးကြီးဆုံးကဘယ်လိုချင်းကဝိညာဉ်တော်ဒါဆိုဒီမှာအတင်းတော့မလာတဲ့သူဝိညာဉ်တော်အကိုတချို့ကပြောတယ်ကျမ်းစာနဲ့ညီလားမညီလားတိုင်းရမယ်တဲ့ဒါစာမတတ်တဲ့သူတွေဘယ်လိုလုပ်မလဲစာမဖတ်တတ်တဲ့သူတွေဘယ်လိုလုပ်မလဲလို့ငါအမေဆိုပို့ဆိုဘယ်လိုလုပ်မလဲသူယုံနေဆိုတော့ကျမ်းစာမဖတ်တတ်ဘူးဘယ်လိုတတ်မှတ်ရမလဲအဲ့ဒါလူတွေကလေရှောက်သူလက်မခံတိုင်းကျန်းစာနဲ့တိုင်းရမယ်ဆိုပြီးတော့မှန်ဟုတ်တယ်လို့ပဲငါတို့ရွာဖက်ဒီမှာဆိုမိဘတွေအကြောင်းမတက်ဘူးဘယ်လိုလုပ်မလဲအဲ့ဒါ
ယေရှုကအတကုံယုံပြီးတော့ကနေတယ်ဘယ်လိုလုပ်မလဲအဲ့ဒါဒါဆိုခမရစာဖတ်ပါမဖတ်နဲ့ပြောချင်တာမဟုတ်ဘူးခမရဖတ်လို့ကိုတချို့စရာဖတ်လို့ကိုကန်သွားတာတချို့မဖတ်ပြီးမဲ့တွေးသွားတယ်အရေးကြီးတာကဒီဓမ္မတရားကိုဖွင့်ပြတဲ့တော့ဝိညာဉ်တော်ဖြစ်တယ်ဆိုတာနားမလည်ခြင်းကအန်တရအများဆုံးဖြစ်တယ်အာမင်ကျွန်တော်တို့ကြွားဖက်တယ်ကျွန်တော်ကိုယ်တိုင်ချောင်းမတက်ဘူးလေဘယ်လိုလုပ်မလဲကျွန်တော်တို့ရွာဘက်ကလူကြီးမိဘတွေအားလုံးဆိုရင်ယေရှုယုံနေကျွန်တော်တို့ထက်ဆာငတ်တယ်မနေ့4နာရီလောက်ဆိုရင်သူတို့ကဆူတောင်းပြီးပြီအရာတက်ရှင်ကြီးယုံလွန်းလို့လေဟဲ့တချို့ကျန်းစာတာပြောဆူတောင်းမတောင်းပဲနဲ့ဒီလိုပြောလို့မဖတ်နဲ့ဆိုလို့တာမဟုတ်ဘူးအတိကတင်းကိုဖျားဘလို့ပေါ်ပြတယ်အဲ့ဒါအရေးကြီးဆုံးဘုရားတခင်ကကျမ်းစာမသိတဲ့သူတွေလည်းသူနဲ့ထီတွေ့ဖို့ရအတွက်ကနီလာအမျိုးစုံနဲ့စကားပြောတယ်ကျမ်းစာမဖတ်တတ်ပြီးမဲ့တချို့တွေကတစ်ပင်နီအဖြစ်လက်စကားပြောပြီးတော့အိုးဘုရားတခင်လှပလိုက်တာသူစိတ်ကူးရင်ပုံဖော်ပြီးတော့ဘုရားကောင်းမြတ်ကြောင့်တစ်တွေရတယ်သူကရှိသေးတယ်စာနဲ့ပဲပြောရမယ်မဟုတ်ဘူးဘုရားဟာပတ်စတ်နေရာတကာမှာရှိတယ်သူဖန်ဆင်းတဲ့တစ်ပင်နီတတဝအားလုံးဟာသူငါတို့ကိုပြောဖို့ဖန်ဆင်းတဲ့အရာတွေပဲအာမင်နားလည်ဖို့ပြကောင်းကြည့်ပြပါစေအဲ့တော့ကြည့်ကျွန်တော်အမေတို့ဆိုစောင်းချောင်းမတက်ဘူးသူယုံကြည်တယ်ဆိုတာငါတို့ဘယ်လိုလက်ခံပေးရမလဲစာမတတ်တဲ့သူတွေကတချို့ဘာသာရေးတွေကအလကားနဲ့ဂျမ်းစာနဲ့ချိန်ရမယ်ဟာဂျမ်းစာနဲ့မချိန်ရမယ်တဲ့ဒီလိုပြောလို့ဂျမ်းစာနဲ့မချိန်အောင်ဆိုလို့တော့မဟုတ်ဘူးအဲ့လိုမျိုးဆိုရင်စာမတတ်တဲ့သူတွေသူတို့ဘယ်လိုလုပ်ပေးမလဲကျောင်းမတက်တဲ့လူကြီးမိဘတွေဘယ်လိုလုပ်ပေးမလဲလို့သူတို့ယုံကြည်ခြင်းကိုဘယ်အစံချိန်စံနှုံးနဲ့ပေတာနဲ့တိုင်းတာရပေးမလဲကျွန်တော်တို့နားလည်ရမယ်ကျမ်းစာဖတ်လွန်းလို့တချို့တွေကကျမ်းစာဖတ်တဲ့သူတွေကခန်းသွားတယ်ဖတ်လွန်းလို့အခုနပြောသလိုကျမ်းစာကြောင့်တက်လွန်းလို့ကိုမယုံတော့တာဘယ်ဟောမယုံတော့လေပရောဖက်ဆိုတာဟိုခိကပါအော်ဒါကအာဒိုင်ကိုပြောချင်တာအာဒါဣသရေလကိုပြောချင်တာအော်ဒါကဘေးတန်ကြီးကလာအော်ဒါကဟိုခိကတမန်တော်အဲ့ဒါငါတို့အတွက်ပင်ပါလေငါတို့အတွက်ပင်ပါလေလို့ကျမ်းစာကိုယ့်အတွက်ကိုမရှိတော့ဘူးကျမ်းစာတမိုင်းတော့တင်တဲ့သူတိုင်းကကျွန်တော်တို့အတွက်ရေးထားတာဘာမှမတို့ဒါဣသရေလအဖွဲတွေဟိုဟာအဖွဲတရားအဖွဲဟိုဟာတရားသူများအသွဲပဲလိုက်တင်နေတာ noကျမ်းစာကကျွန်တော်တို့ကိုပြောတာအာဗြဟံမရှိတော့ဘူးလေအာဗြဟံကိုပြောတယ်သူ့ကာလသူ့အချိန်ကုန်လို့ကောင်းကင်တောင်တက်ပြီးပြီအခုချိန်မှာရှိတာအာဗြဟံမဟုတ်ဘူးငါတို့ပဲရှိတာဒါဆိုဒီကျမ်းစာအာဗြဟံမဟုတ်တော့ဘူးငါတို့အတွက်ပြောနေတာတူတို့အတွက်ပဲတူတို့အတွက်ကြီးပဲကျမ်းစာတင်လို့တနာပါတယ်ကျွန်တော်ကျမ်းစာကြောင့်တက်မလို့ပါပဲယေရှုတော်ကြောင့်ကျွန်တော်ဒီပွေလေးပါလေးယူမလားလို့ကျွန်တော်ဆရာစီကိုတိုင်ပင်တဲ့ကမဆရာရက်ပါလေမတက်နဲ့တဲ့အဲ့ကြောင့်သွားတက်ပြီးမှပဲအခုလောက်တောင်မနှူးထားတော့ရင်အန်တီရရှိတယ်အဲ့ယေရှုတော်ပဲမတက်ဖြစ်ပေါ့ပွေလေးပါလေးပေါ့ငါလည်းဘာစိတ်ကူးရင်နဲ့ပွိတ်ကိုချစ်သွားလည်းမသိဘူးဒီတိုင်းပွိတ်ယူတာပဲဘယ်ပါလဲအဲ့သူတွေဘယ်ပါလို့မလေးရှားမှာဒီမှာဟိုးဆရာတွေအများကြီးဘယ်မှာဟောလို့ကြောက်ပြချင်တယ်ဝိညာဉ်တော်မပါပဲလှုပ်တမျှလူပညာနဲ့လှုပ်တမျှကဘယ်တော့မှပုံတစ်တွေမဖြစ်လာဘူးပုံတစ်တွေဖြစ်ဖို့တိုင်ရှင်တော်ဝိညာဉ်တော်လိုတယ်တိုင်ရှင်တော်ဝိညာဉ်တော်ပဲဝိညာဉ်တော်ဆာငတ်စမ်းပါစာမတတ်တဲ့သူတွေကိုနားလည်စေတာဝိညာဉ်တော်စာမဖတ်တတ်ဘူးဒါပေမဲ့ခမများဒီမှာနားထောင်ရင်နဲ့ကျွန်တော်ပြောတာတမျိုးခမများနားလည်တော့တာတမျိုးအဲ့ဒါဝိညာဉ်တော်ဖော်ပြတာ
တချို့ပြောဆရာလေကွာငါအကြောင်းပြောတယ်ငါမင်းအကြောင်းငါမသိဘူးအဝိညာဉ်တော်ပြောနေတာအမှစချီဝိညာဉ်တော်ဒါဆိုရင်ချင်းဘယ်ဝိညာဉ်တော်မှာအဖေတော့မသိခါဆက်ကြည့်အောင်ဆက်နှစ်ငါတို့ဒီလောကီဝိညာဉ်ကိုမခံရကြလောဝိညာဉ်နှမျိုးမရှိဘူးလားကြည့်တေချာအာယုံဆိုင်အောင်ငါတို့ဒီပါဝိညာဉ်မခံဘူးလေပါခံယူလဲဘုရားတခင်ဘေးတော်မူသောအရာတို့ကိုသိချင်အလုံးကဘုရားတခင်ဓမ္မကြွလာတော့ဝိညာဉ်ကိုခံရကြတယ်ဘုရားငါတို့ဘာတွေပေးနေလဲဆိုတာသိဖို့ကအဲ့အရာရှင်းပြပေးမယ်ဝိညာဉ်တော်ကိုငါတို့ခံရမယ်ဒါဆိုလောကီဝိညာဉ်ကိုငါတို့ကဘာလဲဒါဆိုဝိညာဉ်ဘယ်နှမျိုးရှိလို့ဒါဆိုလောကီဝိညာဉ်ဆိုတာကလောကအရာပဲပြောတာလောကီဝိညာဉ်ရတဲ့လူတွေကလောကအကြောင်းပဲပြောတာအမှုရဆောင်နေဆိုရင်တို့ထိုင်လိုက်တိုင်းမှာလောကအကြောင်းပဲပြောတာဘယ်တော့ဘောလုံးပွေးလို့ရင်ကောင်းမလဲဥပမာသူဘာလို့တို့ဘာဝိညာဉ်ရလဲလောကဝိညာဉ်ပြရတော့လောကရဲ့အစီအစဉ်တွေပဲတို့လုံနိုင်တာလေဝိညာဉ်လူတွေကတော့ဘယ်နေ့မှအင်္ဂလိပ်ပွေးလုံးမယ်ဘယ်နေ့မှတရားဟောပွေးလုံးမယ်ဘယ်နေ့မှနာယောဂငြိမ်းမယ်ဘယ်နေ့ကဓာရီပဲလုံတာဒါမှလောကီဝိညာဉ်ခံယူတဲ့သူတွေကဘာဖြစ်နေလဲအေးဘယ်နေ့လျှောက်လိန်ကောင်းမလဲဥပမာပြောတာပါဒီမှာတော့မရှိဘူးလေဟုတ်တော့ကဲတီတကောက်ဘောလုံးပွေးငါတို့လုံရင်ကောင်းမထင်နဲ့ကဲအေပီခွေးအောင်မင်းတို့လူငယ်နဲ့ဟိုလူကြီးတွေမိခင်တွေအိုးအဲ့မှာဆိုအကုန်လုံးပိုက်ဆံထဲတာသူတို့အတွက်ငါထည့်ပေးမယ်ဟာရက်ရောတယ်ဟာလောကီဝိညာဉ်အတွက်အယံပေးဖို့မနှမြောဘူးညနေဟုံးစေရှိတယ်ဒီမလာနိုင်တော့ဘူးဒီနေ့ဘောလုံးကန်နဲ့ညောင်းလို့တယ်ဟာဒီဘာတော့မရှိဘူးလေဥပမာပြောတာကြည်စားချက်ဖယားအတွက်ဆိုမလုံနိုင်တော့ဘူးကြည်အဲ့လောကီဝိညာဉ်အတွက်ဆိုလို့ရှိရင်အဲ့နေပွေးလို့မလို့ဆိုတော့ update တောင်ကြိုတင်ယူတယ် update တောင်အလုပ်ပြုတ်ရင်တော့ဘာမှဖြစ်ဘူးရတယ်အလုပ်မရှာဘူးနောက်တစ်ခါတခြားအလုပ်ရှာမယ်တဲ့ဖယားအတွက်ဆိုလို့ရှိရင်မရအောင်ငါတို့တထေးဆိုရင်နားလို့မရဘူးတဲ့နားလို့မရဘူးကြည်ဘလောက်ပြောင်းလဲနေလဲကြည်စမ်းဘာဝိညာဉ်လဲကြည်စမ်းဒီစံကကျွန်တော်တို့တော့ပြောစရာမလို तू ဖြေတဲ့အပေါ်မှာကွာဘယ်လောကဘယ်နိုင်ငံသားလဲဆိုတော့သိရတယ်ကျွန်တော်ဖယားတခင်နဲ့သွားလာတဲ့သူဝိညာဉ်တော်ကိုတကယ်ရတဲ့သူတွေကဝိညာဉ်ရေးရပဲစိတ်ဝင်စားတာအာမင်ငါတို့ဒီဘာဝိညာဉ်မခံဘူးလေဖယားတခင်တမဖယားတခင်ဘေးတော်မူသောအရာကိုသိချင်လုံးကဖယားတခင်တမကြောက်လာတော့ဝိညာဉ်ကိုခံရကြပါခိုင်းရဲ့စတော့ဘုရားတခင်ပေးတော်မူသောအရာတို့ကိုငါတို့သည်လူပညာကိုအမိပြု၍နားလေသောစကားနဲ့မဟောဟေးဒီမှာလာပြီအဲ့ဒီဘုရားပေးတဲ့အရာတွေဆိုလူပညာကိုဗာလဲအမိပြုပြီးတော့ပြင်လို့လို့မရဘူးအခုနပြောတယ်တင်ယူတဲ့အတိုင်းလုပ်လို့မရအောင်လူအတီလူအတတ်တီနဲ့လုပ်လို့မရဘူးတန်ရှင်းတော်ဝိညာဉ်တော်နဲ့ဆက်ဆိုင်သောအရာကိုဝိညာဉ်စကားအဖြစ်ဖွင့်ပြ၍ပဲ့ပြင်တော်မူသောစကားနဲ့ငါတို့ဒီဘာလဲဟောပြောတယ်ဝိညာဉ်တော်စီကလာတာပြောတဲ့ဟောနေရေးနဲ့လူတွေကဘာဖြစ်နေလဲလူတွေကကြောင်းလဲသွားတယ်ဟောနေရေးနဲ့အထဲမှာဝိညာဉ်တော်ကပေါ်ပြပြီးလူတွေကလွတ်မြောက်နေတယ်ဟောနေရေးနဲ့လူတွေအထဲမှာပြောင်းလဲနေတယ်အဲဒါဝိညာဉ်တော်ကလာတော့ကြောင့်ဝိညာဉ်တော်ရဲ့ဖွင့်ပြချက်ပဲ့ပြင်တော်မူသောစကားနဲ့တကွာအာမင်ဒါကြောင့်ဝိညာဉ်ရေးရမှာကျွန်တော်တို့ကဣပဲမလုပ်ပါနဲ့ဣပဲမလုပ်ပါနဲ့ဒီမှာရှေ့ညီကိုမတော်မလေးအာမင်ကျွန်တော်တို့ကိုဘုရားသခင်ကဘာဖြစ်စေချင်တယ်လဲဆိုရင်ဝိညာဉ်ရေးရမှာလူပညာကိုအမပြောလူပညာဓမ္မဆိုဘာသာရေးဟိုမှာအာနာဒီမှာအာနာဟိုဟာမပြောရဲဒီမှာပြောရဲနံပါတ်1ကဘာလဲဆိုရင်တကယ်မပြောင်းလဲလို့မပြတ်သားနိုင်တာလေနော်လူပညာကိုအမပြုတယ်တကယ်မပြောင်းလဲကျွန်တော်ကပြောင်းလဲပြီးကြတဲ့ကကျွန်တော်အတိုင်းဝိုင်းနားမလဲတော့ချစ်တယ်လိုအိုက်ငွေကြေးကူညီမယ်
လိုအပ်ရင်ပေးကမ်းမယ်ဒါပေမဲ့ဝိညာဉ်ရမှာဘလို့မနေနဲ့မှမပေါင်းဘူးဘယ်တော့မှမပေါင်းဘူးသူတို့ငွေလိုလားကူညီမယ်သူတို့စားဖို့လိုလားကျွေးမယ်ဒါပေမဲ့ငါဝိညာဉ်ရေးရတော့ငါကိုယ်တိုင်ငါဝိညာဉ်လွတ်မြောက်တဲ့နေရာပြတ်သားသွားသွားအာမင်ဒီကလူမှုရေးတွေရှုံနေတာလူဆိုတော့သူ့အလှည့်ကိုယ်အလှည့်ဆိုတာမဟုတ်ရဘူးမင်းလူပညာနဲ့ကိုအမိပြည့်နားလေတော့စကားနဲ့တကောင်မဟုတ်ဘူးလူပညာခမညာနားလေအောင်ဟေးဘာသာရေးမှာကျတော့တင်ယူတဲ့အတိုင်းဝင်ငါဟောပြောတွန်းသင်းနေနားလေအဲ့လိုမျိုးဆိုလူတွေကဘာပြမလွတ်မြောက်ဘူးလူတွေကမပြောင်းလဲနိုင်ဘူးလူတွေကမလွတ်မြောက်နိုင်ဘူးလူတွေကမရဲရစ်လာဘူးယုံကြည်ခြင်းမှာပြီးတော့လေချင်းကြောက်ဖို့ပဲတင်ပေးတာဟိုမှာရဲဖမ်းပြီနော်ဟိုဖက်ရက်ကွက်မှာနေတဲ့သူတွေတတိထားခုပဲ99တွားမယ်ဆိုတာတော့မတွားရတော့ဘူးကြောက်တာပဲတင်ပေးတာဒီနဲ့သူဖျားရှိတယ်တခါမှမပြောသူကိုယ်တိုင်ကကြောက်နေတာဟုတ်ရဘူးကြောက်ကလေးကဖျားနဲ့သူရှိတာသူကိုယ်တိုင်စိတ်မချဘူးအဲ့ဒါစိတ်မချပဲတရားဟောချင်သေးတယ်မဟုတ်ရဘူးအဲ့လိုမဖြစ်ရဘူးဒီမှာကြည့်ဖျားလူတွေဟာဘာနဲ့တန်ရှင်းသောဝိညာဉ်တော်တည်တဲ့ဝိညာဉ်နဲ့ဆက်ဆိုင်သောအရာကိုဝိညာဉ်စကားအဖြစ်ဖွင့်ပြ၍ပဲ့ပြင်တော်မူသောစကားနဲ့ငါတို့ဒီပါလဲဟောပြောတယ်ဝိညာဉ်လူဟာဝိညာဉ်တော်ရဲ့အတန်နဲ့ပဲစကားပြောတာအာမင်ဆက်ကြည့်အောင်အဲ့ဒီအရာတွေငါတို့တင်းတော့စာတိပဂရိလူတွေဘုရားတကယ်နဲ့ဝိညာဉ်တော်အရာမခံယူနိုင်ဘူးဝိညာဉ်တော်အကြောင်းပြောရင်စာတိလူတွေကမခံနိုင်ဘူးအဲ့ဒါလွေးနေတယ်အဲ့ဒါမားနေတယ်မခံနိုင်ဘူးပါတိုက်ခိုက်ဖို့စပြင်ဆင်နေပြီဘာလို့သူဘယ်ခံနိုင်မလဲအထဲမှာဝိညာဉ်တော်မှမရှိတာစာတိဟာဝိညာဉ်ကြီးကခံယူဖို့ဆိုလုံးဝမဖြစ်နိုင်ဘူးဘာဖြစ်သူတို့ကပညာလူပညာကိုပဲအမိပြုပြီးလုံနိုင်တာသူတို့ပညာကုန်ရင်ဘာမှမလုပ်နိုင်တော့သူတို့တင်ထားတာတွေကုန်သွားရင်မလုပ်တတ်တော့အစီအစီနေကုန်သွားရင်ဘာမှမလုပ်တတ်တော့ဒီအဲ့ဒီလူတွေစာတိလူတွေကတဲ့ဘုရားသခင်ဝိညာဉ်တော်အရာတို့တွေမခံမယူဟိုအရာတို့တွေပါလဲမိုက်မဲသောအရာဖြစ်တဲ့ဟိုထင်တိုက်အဲ့ဒါကဝိညာဉ်တော်ကိုသူတို့ကဘာဖြစ်နေလဲကိုတိုင်ကလွေးနေတာကိုဝိညာဉ်တော်ရဲ့လှုပ်ရက်တွေဟာမိုက်မဲတဲ့အရာတွေအဲ့ဓာတွေအလကားပါအဲ့ဓာတွေမယုံနဲ့အဲ့ဓာတွေစမ်းစာမှမရှိဘူးအဲ့ဓာတွေဟိုရင်းဖြစ်တဲ့ညာဖြစ်တယ်ဆိုပေမဲ့မိုက်မဲတယ်ဆိုပြီးသူတို့ကဘာလုပ်လဲစီးသားပလိုက်တယ်ထိုအရာတို့ကိုဝိညာဉ်အဖြစ်ပိုင်းခြား၍နားလည်နိုင်သောကြောင့်စာတိပဂရိလူသည်နားမလည်နိုင်ဒါဟောတဲ့သူပဲနားလည်တာအောက်ကလူကနားမလည်နိုင်ဘူးတဲ့အောက်ကလူပြောလို့တင်းတို့ပြောတာမဟုတ်ဟိုဖက်အဖွေတွေပြောတာအော်လို့ဟိုဖက်ဆိုတာကဘာလဲဆိုရင်ဒီစာတိပဂတိလူတွေကိုပြောတာတန်ရှင်တော်ဝိညာဉ်တော်ရဲ့စုကျေးဇူးတွေနားမလဲဘူးဒီအခါမှာဝိညာဉ်စုကျေးဇူးမရှိဘူးဒီခေတ်မှာနမိတ်လက္ခဏာမရှိဘူးဒီခေတ်မှာနာယောဂငြိမ်းခြင်းမရှိဘူးဒီခေတ်မှာနတ်ဆွနေထုတ်တာမရှိဘူးအဲ့ဒါဘာလဲဒီအရာတွေဟာမိုက်မဲတဲ့အရာတွေဒါတွေကလွေးမှားသောအရာတွေဆိုပြီးတော့ကဲ့ရဲ့တယ်ဘယ်လိုလူတွေလဲစာတိလူတွေသူတို့ကိုသူတို့စာတိလူဖြစ်လို့ဖြစ်မှမသိကြဘူးအာမင်ခမရနားလည်ရမယ်ကျမ်းစာကိုခမရသဘောပေါက်ဖို့လိုအပ်တယ်အာမင်အဲ့တော့ကျွန်တော်တို့အဲ့ဒီအရာကိုဘယ်သူတွေကပဲသိတယ်ဆိုဝိညာဉ်လူတွေပဲသိတာဒါကြောင့်ဒီမှာရောက်လာတဲ့သူတွေဒီတို့ဘုရားသခင်ကနည်းနည်းသောအရာတွေဖွင့်ပြခြင်းလောကမှာတင့်ကိုထားတဲ့အကြံစီတွေတင့်ကိုသိစေခြင်းတယ်လူပြန်စီဖြစ်မမြင်နားဖြစ်မကြစိတ်နှလုံးဖြစ်မကြံစီသေးတဲ့အရာတွေတင့်ကိုဘုရားပြောပြခြင်းတယ်အဲ့ဒီအတွက်တရားဘာဖြစ်မလဲဝိညာဉ်တော်ကိုဆံရရမယ်ထိုအရာတို့ကိုမိမိဝိညာဉ်တော်အားဖြင့်ငါတို့ကိုဖော်ပြတယ်ဒါဆိုရင်တဲ့နံပါတ်3ကျွန်တော်ပြောမယ်တဲ့ယုံကြည်ခြင်းတည်မြဲဖို့ရန်အတွက်ကလူပညာနဲ့သင်ဟာယုံကြည်ခြင်းကိုတည်ဆောက်လို့မရဘူးဝိညာဉ်တော်တကိုးတော်နဲ့အာမင်တော့ဘုရားသခင်ပြင်ဆင်ပေးတဲ့အရာတွေကြီးမားတယ်နည်းနည်းတဲ့တဲ့ဒီမှာရှိညီကိုမနမတွေကျွန်တော်အားပေးချင်တယ်ဝိညာဉ်ရေးရမှာပြက်ပြက်တတ်တတ်ရက်တည်ကျွန်တော်ပြက်ပြက်တတ်တတ်ရက်တည်လို့မရှုံးဘူးပြက်ပြက်တတ်တတ်ရက်တည်လို့မရှုံးဘူးလူတွေမုန်းရင်လည်းခဏပေါ့လူမုန်းတာကဘာမှမရှုံးဘူး
ဖယားတခင်ကိုစိတ်နာတော့အရှုံးအများကြီးရှိတယ်ဝိညာဉ်တော်ကိုပဲစိတ်မနာစေနဲ့တဲ့လူတွေစိတ်နာတာပြန်တောင်းပန်လို့ရတယ်ဖယားစိတ်နိုင်တော့မမလုပ်လို့မရအရေးကြီးတာဖယားပဲအာမင်အဲ့တော့ကျွန်တော်တို့ကဒီကနေ့လူတွေကိုဖျားယောင်းเสียလည်းမလိုဘူးသွေးဆောင်เสียလည်းမလိုဘူးဝိညာဉ်တော်အကြောင်းပဲပြောမယ်ဖယားအကြောင်းလေးပဲပြောပြမယ်ဖယားတခင်ရဲ့ကောင်းမြတ်အကြောင်းလေးပဲပြောပြမယ်အာမင်ဒါပဲဖယားအကြောင်းပဲပြောမယ်ဖယားအကြောင်းပဲပြောရမယ်အာမင်ဝိညာဉ်တော်နဲ့သွားကြဖယားလူတွေကိုဖယားအကြောင်းလာတယ်နှုတ်ကပတ်တော်ကလာခံယူလဲဆိုတာကဖယားနဲ့ထိတွေ့ဖို့ဖြစ်ရမယ်သူတို့ဖယားစီလာကြတာဆရာကြီးနိုင်စီလာတာမဟုတ်ဘူးအတင်းတော်မှလာတယ်ဖယားအကြောင်းလာတယ်ဆိုတော့ခင်ဗျာဖယားစီလာတာဖယားနဲ့တကယ်တွေ့ဖို့မိတ်ဆက်ပေးရမယ်သူတို့ဖယားကိုတွေ့ချင်လို့လာကြတာအဲ့ဒီဖယားရဲ့ထိတွေ့မှုကိုခံစားရမယ်ကျွန်တော်ဖယားတခင်စီမှာလာတိုင်းမှာတင့်ကိုဖယားဘယ်လိုကြိုဆိုမလဲတင့်ကိုလက်ခံတယ်အရန်ချစ်တယ်ဘယ်တော့မှဖယားတခင်တင့်ကိုမငြင်းပယ်ဘူးလူတွေရဲ့နှလုံးမှာပဲတင့်အတွက်နေရာရှိချင်မှရှိတာဖယားရဲ့စိတ်နှလုံးကတင့်အတွက်အမြဲတမ်းနေရာရှိတယ်ဖယားရဲ့နှလုံးသားမှာတင့်အတွက်နေရာအမြဲတမ်းနေရာလို့ရှိတယ်တင့်ကိုကြိုဆိုဖို့တဖယားသူ့နှလုံးသားကိုတင့်အတွက်အမြဲတမ်းဖွင့်ထားတယ်ဒါကြောင့်ပျောက်တော့တာဘယ်လောက်ပဲပိုက်ဆံနဲ့ဖြုံးစီပါစေအဖေစီပြန်လာတာနဲ့အဖေကရေဦးဆုံးကြိုဆိုတယ်မင်းကောင်မင်းအလာမင်းဖြုံးသေးတော့ဖြုံးသေးတဲ့သူလာမင်းချိန်လုံးနဲ့ရိုက်မယ်ဘာညာမပြောဘူးဘုရားရဲ့နှလုံးသားဟာသူ့သားသမီးတွေအတွက်ဖြစ်တယ်အာမင်အဲ့တော့ဘုရားတခင်ကိုချစ်တဲ့သူတွေအတွက်ဘုရားတခင်ပြင်ဆင်ပေးတဲ့အရာကလူမျက်စိပြမမြင်နာပြမြင်ကြစိတ်နှလုံးပြမကြံစေသေးဒီအရာတွေကိုသိချင်ပါအဖြစ်လားဝိညာဉ်တော်အဖြစ်အာမင်ဟာလေလုယာအဲ့ဒါဆိုရင်တော့အဲ့ဒီနေတော့အရာတဲ့အခန်းငယ်ဘယ်လောက်လဲ7နှစ်ပြန်ကြည့်အောင်အိုးရာထလာပါပါအဘောအခန်းငယ်7ဟုတ်ပြီကိုနီးတို့ဘုရားသခင်ဤနေတော့အရာကိုဘုရားသခင်ဝိညာဉ်တော်မှာတပါငါတို့ကိုဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီနည်းတဲ့အရာတွေကိုအဲ့ဒီဘုရားပြင်ဆင်ပေးတဲ့အရာတွေကဘာတွေလဲကိုလိုသဲအခန်းကြီးနဲ့အပိုင်ငယ်3ကိုလိုသဲအခန်းကြီးနဲ့အပိုင်ငယ်3ဖတ်ရအောင်ဒီနေ့နည်းတော့အရာသူ့ဖော်ရအောင်အာမင်ဒီနေ့တော့မလာသေးဘူးဖြစ်တယ်ကိုလိုသဲနဲ့တော့ထိုနေတော့အရာမှာဘာတွေဖွင့်ထားလဲပညာပဏ္ဏဉာဏ်ပဏ္ဏရှိသမျှတို့ကိုဘာလို့လဲဖွင့်ထားတယ်ရက်နေတယ်ဒီနေထဲမှာဖွင့်ထားတယ်ဒါဆိုငါတို့ဝိညာဉ်တော်အပြင်အဲ့ဒါတွေတူးဖော်ရမယ်ခင်ဗျားလိုချင်တဲ့ပညာတွေအဲ့မှာဖွင့်ထားနေတယ်ခင်ဗျားလိုချင်တဲ့ပဏ္ဏဆိုတဲ့ရွှေငွေဥစ္စာတွေအဲ့မှာဖွင့်ထားတယ်ငွေကြေးဘယ်လိုယူရမယ်ဆိုတဲ့နီလန်းကိုဖခင်အဲ့မှာဖွင့်ထားတယ်အာမင်ဒါဆိုရင်ကပ္ပဦးကျမ်းခန်းကြီး1ကိုတစ်ချက်ပြန်သွားရအောင်တေကနေပြန်တည့်ရထိပြန်သွားမယ်အာမင်အခန်းငယ်2ကိုဖတ်ရအောင်ဒီနေ့တော့မြေကြီးတွေအစင်းတရမရှိလွတ်လပ်လဟာဖြစ်နေသောအရက်ကိုမောင်မိုက်ဖုံးလို့ဘုရားတခင်ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတယ်အဲ့တော့ကြည့်ဒီမှာလဲနေတဲ့အရာကဘာဖုံးနေလဲမောင်မိုက်ကဖုံးနေတယ်ဒီကနေ့တည့်ရဲ့ကောင်းကြီးတွေကဘယ်အရာဖုံးနေလဲမောင်မိုက်ကဖုံးနေတယ်မောင်မိုက်ကဖုံးနေတယ်တင်းကိုဘုရားပြင်ဆင်ပေးထားပြီးတဲ့အရာတွေကဘယ်အရာဖုံးနေလဲမောင်မိုက်ကဖုံးနေတယ်လောကအမောင်တွေကဖုံးနေတယ်အဲ့ဒီအမောင်တွေကိုလွှင့်ပြီးတော့မှတေပြန်ရအဲ့ဒီရဲ့ကောင်းကြီးတွေကိုပြန်တွေ့နိုင်ဖို့ကဝိညာဉ်တော်လိုတယ်ဘုရားတကယ်ဝိညာဉ်တော်ကရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတယ်အဲ့တော့ဝိညာဉ်တော်လှုပ်ရှားလာတဲ့အခါမှာဘုရားကဘာပြောလဲအလင်းဖြစ်စေအလင်းကရောက်လာတယ်ဒီမှာဘုရားတခင်ကလည်းအလင်းဖြစ်စေကိုမိတ်တော်မရှိလေအလင်းဖြစ်လေတော့ကျွန်တော်တို့ရဲ့ကောင်းကြီးတွေကဘယ်မှာဖွက်ထားခြင်းခံလဲမောင်မိုက်ထဲမှာဖွက်ထားခြင်းခံတယ်ဘာကြောင့်ဘုရားတခင်ကဒီနှုတ်ကပတ်တော်ထဲမှာမောင်မိုက်ထဲမှာအဲ့လိုမမြင်နိုင်အောင်တွေးရမြင်ခက်တော့ဖွက်ထားလဲဆိုတော့ကျွန်တော်တို့ရဲ့ကောင်းကြီးဟာအရန်နဲ့နေတယ်တာကိုဘယ်သူလဲလိုချင်စာတန်လဲလိုချင်တယ်စာတန်လဲအဲ့ဒီကောင်းကြီးကိုအရန်သိချင်တယ်ဒါပေမဲ့ဘုရားတခင်ကစာတန်ကိုတီးခွင့်မပေးတော့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုပဲဝိညာဉ်တော်ကိုပေးတာ
တိုင်ရှင်တော်ဝိညာဉ်တော်ကိုပေးပြီးတော့အဲ့လှုပ်ဝက်ချက်တွေကိုကျွန်တော်တို့ကပဲရှာခွင့်ရတာဖခင်ရဲ့လှုပ်ဝက်ချက်တွေရှာခွင့်ရတဲ့သူဟာဝိညာဉ်တော်ရတဲ့သူတွေဖြစ်တယ်တိုင်ရှင်တော်ဝိညာဉ်တော်ရတဲ့တင်းနဲ့ကျွန်တော်ကပဲလှုပ်ဝက်ချက်တွေအားလုံးကိုအဲ့ဝိညာဉ်တော်နဲ့သူနဲ့နဲ့တော့ဖခင်တကယ်နဲ့နဲ့တော့အရာကိုဖခင်တကယ်ဝိညာဉ်တော်မှတပါအပေတူမြမသိနိုင်အဲ့ဒီနဲ့နဲ့တော့အရာဝိညာဉ်တော်အားဖြစ်ပဲရှာဖွေတွေ့ရှိလို့ရတယ်အမောင်တဲကပစ္စည်းကိုတွားရှာမယ်ဆိုတမီးကိုထွင်းမှရှာတယ်ဒါဆိုလောကရဲ့ကောင်းကြီးဘယ်လိုရမလဲစီးစီဥစ္စာတွေဘယ်လိုရလဲထိုပဏ္ဏမှာတဲ့ထိုနဲ့နဲ့တော့ရမှာပညာပဏ္ဏဉာဏ်ပဏ္ဏတွေရောက်ဖွက်ထားတယ်အခုတော့ကိုလိုတဲ့နှစ်3မှာအဲ့ဒီပညာပဏ္ဏဉာဏ်ပဏ္ဏဉာဏ်ဆိုတာပညာကောင်းကြီးတွေပြည်လိုချင်တဲ့ဉာဏ်ပညာတွေလိုချင်တဲ့ပဏ္ဏငွေကြေးစီးစီဥစ္စာအဲ့နဲ့နဲ့တဲ့နေရာမှာဖွက်ထားတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့အခုဝိညာဉ်တော်အဖြစ်ရှာရမယ်ဝိညာဉ်တော်အဖြစ်ရှာရမယ်အာမင်အဲ့တော့ကိုလိုသဲအခန်းကြီး3အပိုင်းငယ်ကိုလိုသဲအခန်းကြီး2အပိုင်းငယ်3ပြန်တွားရအောင်အာမင်ဒီနေ့နဲ့တော့ရကျွန်တော်တို့သိခွင့်ရှိတယ်ဟေးရှာရာရာထိုနေတော့ရနာပညာပဏ္ဏဉာဏ်ပဏ္ဏရှိသမျှကိုဘာလို့လဲဝတ်တယ်ကျွန်တော်လိုချင်တာဘာနဲ့တော့ရအခုတော့ကတိတ်ကောတဲမှာဘာပြောလဲဖခင်တကယ်ဝိညာဉ်တော်မှာတပါဘယ်သူမှအိမ်နဲ့နေတဲ့အရာကိုမဖော်ပြမပေးနိုင်ဘူးတဲ့ကဲကိုလိုသဲအခန်းကြီးတစ်အပိုင်းငယ်25ကနေစကြည့်ရအောင်25ကိုလိုသဲအခန်းကြီးတစ်အပိုင်းငယ်25နဲ့စကြည့်အောင်တင်းနေတော့ဖခင်တကယ်ကိုလိုသဲတစ်အပိုင်းငယ်25တို့လားဟုတ်လားဟိုပြည့်ချန်နေတယ်ကျန်းစာပြည့်ချန်နေတယ်ရှေးကကာလဘလုံးဝတ်ထားလက်ရှိတော်လေအဲ့လိုလာရမှာမပြည့်ခိုင်းလို့ရလားဟိုရာပါစေပြည့်ချမ်းမဘယ်တရားလုံးဖတ်ပေးမှရှင်းရှင်းလင်းလင်းရှေးကလာပေါ့အမလာပြီအဲ့လိုတိတိတင်းငယ်အောင်လုပ်ပါဒီနေ့တော့ဖတ်အောင်ရှေးကာလပတ်လုံးဝတ်ထားလျက်ရှိတော်လေယခုတွင်တန်ရှင်းသူတို့အားဖော်ပြ၍နည်းနည်းတော်ရဘုရားတကယ်နှုတ်ကပတ်တရားတော်ကိုအကုန်အသိဟောပြောစေခြင်းကတင်တို့ကျိုးကိုထောင်း၍ငါတို့အပေးတော်မူသောဘုရားတကယ်သာသနာတော်နှင့်ငါဒီအတင်းတော်နဲ့ဓမ္မဆရာဆိုတော့အတင်းတော်ရဲ့ဓမ္မဆရာဖြစ်တယ်ဆိုရင်နှုတ်ကပတ်တော်ရဲ့မလုံနိုင်အောင်မလုံနိုင်အခုနကပြန်ထိုးပေးဓမ္မဆရာအဖြစ်နိုင်ပါလေတရားဟောဆရာဆိုတာနှုတ်ကပတ်တော်လှုပ်ဖို့ချက်တွေကိုအကုန်ဖော်ထုတ်နိုင်ရမယ်အတင်းတော်ကိုဖျားပေးခြင်းနဲ့နှုတ်ကပတ်တော်တွေအကုန်ဖော်ထုတ်ရမယ်ကျမ်းစာကြောင့်ပွင့်ရတာပဲပြောလို့မရဘူးဖျားတကယ်သိစေချင်တာကိုအတင်းတော်မှာပြောရမယ်အတင်းတို့တင်းသားတွေဒါတွေသိမှလွတ်မြောက်လာမှာဖြစ်တယ်ကောင်းချီးရလာမှာဖြစ်တယ်အာမင်ဓမ္မဆရာဆိုပြီးတော့မှဟိုးရှောက်မရဘူးရှေးကလာဘလုံးဝတ်ထားလိုက်ရှင်ကပဦးကလေးကဝတ်ထားလာတဲ့အရာအဲ့ဒီအရာကိုဒီနေ့ယေရှုတော်ကာလမှာဘုရားသခင်ကဝိညာဉ်တော်အပြအကုန်ဖွင့်ချလိုက်ပြီဒါမဲ့ဖွင့်ချပြီးမဲ့ဒီနေ့ယေရှုတော်ဆိုပြီးမဲ့လူတွေကမခံစားနိုင်ဘူးယခုတွင်နဲ့တန်ရှင်းတို့အဖော်ပြတော့နည်းနည်းတော့အရာတည်တော့ဘုရားသခင်နှုတ်ကပတ်တရားတော်ကိုဗါလဲအကုန်အစင်ဟောပြောစေခြင်းကတမန်တရားမှာဘုရားထားသမျှအကုန်ဟာတခုမကြအကုန်ဟောရတော့မယ်ဟုတ်ဟောပြောစေခြင်းကလည်းတင်းတို့အကျိုးကိုထောက်၍အတင်းတို့တင်းတာတွေကောင်းချီးရဖို့ငါအပေးတော်မူသောဘုရားသခင်တာဗါလဲတာတနာတော်နဲ့အညီငါသည်အတင်းတော်နဲ့ဓမ္မဆရာဤအဖြစ်တို့ရောက်ကြတယ်အာမင်အတင်းတော်ရဲ့ဆရာဘုရားလူဆိုတာသူ့ဝိချက်တွေအကုန်ဖော်ထုတ်နိုင်ရမယ်အပတ်တိုင်းမှာအတင်းသားတွေအတွက်လက်ဆက်တဲ့စားဆရာယူလာရမယ်ဘယ်သူကအလူငွေပေးမယ်လဲပဲချိန်လို့မရဘူးအနှုတ်ကပတ်တော်ကောင်းကြီးမရပဲအလူငွေပဲလိုချင်လို့မရဘူးအာမင်ဟာလေလုယာတချို့က
တရားပြပြဟောဆယ်ဖို့တဖို့မပေးမှာမဆိုးလို့အလူငွေမထဲမှာဆိုးလို့အဲ့ကလေးကမဟောမနေနဲ့တော့မဟုတ်ရဘူးဓမ္မဆရာဖယားခွေခန့်အထားတော့သူတွေဟာဘာဖြစ်ရမလဲဓမ္မတရားကိုတေချာဖယားနဲ့အချင်းယူပြီးတော့တင်းတော်အတွက်ဖယားတခင်ကတင်းတူတင်းသားတွေလွတ်မြောက်စေဖို့အတွက်ဖယားဖွင့်ပြပေးတယ်အတင်းတော်မှာယူလာပြီးဟောရမှာအာမင်ဒါဆိုကြည့်အခန်းငယ်26ဆက်တော်မယ်ဒီနေ့တော့တပါးမျိုးသားတို့တွင်ဤနဲ့တော့ရာနဲ့ဆိုင်တော့မဟာစည်းစိမ်ကအပေမြလောက်ကြီးဒီကိုဒီမှာမဟာစည်းစိမ်ကြီးကဝေါတပါးမျိုးသားတို့တွင်ဤနဲ့တော့ရာနဲ့ဆိုင်တော့ဘာလဲမဟာစည်းစိမ်ကအပေမြလောက်ကြီးဒီကိုတိုင်ရှင်းသူတို့သည်တီးစေခြင်းကတိုင်ရှင်းသူဆိုယုံကြည်သူတွေအဲ့ဒီလောက်ဒီစည်းစိမ်ဥစ္စာရဖို့ဘုရားပြင်ဆင်မှာမသိလို့ကိုမရဘူးသိရမယ်မဟာစည်းစိမ်ကဘာဖြစ်နေလဲဘုရားတကယ်တီးအလိုဆိုပါလေတိုင်ရှိသူတို့တီးစေခြင်းကဘုရားတခင်ထိုစည်းစိမ်ကဘုံအတရေကိုမျောလင့်ခြင်းအကြောင်းတည်ဟုသောတင်းတို့အထဲ၌တည်တော်မူသောခရစ်တော်ပေသည်ခရစ်တော်ရရင်ခင်ဗျာစည်းစိမ်နေဖြစ်ရလာရမှာဟာလေလုယာအဲ့ဒီခရစ်တော်ကြီးကိုသွားဖို့ထုတ်ပလိုက်တာဝိညာဉ်တော်ဒီယေရှုအထဲမှာယေရှုကိုရရှိခြင်းအပြင်သာဝရအတက်ပဲမဟုတ်ဘူးဂျာမချင်းတခုပဲမဟုတ်ဘူးပရောဖက်ပြုတ်ယုံမဲ့မဟုတ်ဘူးစီးစိမ်ဥစ္စာတွေပါယေရှုကြောင့်ရရမယ်ဒါကျမ်းစာလေနှုတ်ကပတ်တော်လေအဲ့ဒါကဘယ်သူတွေပေါ်ပြပေးရမလဲယုံကြည်သူအသေးသားတွေအဲ့ဒါယုံလာဖို့ဖျားပြင်ဆင်ပေးတာကိုလက်ခံယုံကြည်တတ်လာဖို့ကဓမ္မဆရာတွေကဖျားရဲ့ဝိညာဉ်တော်နဲ့ရေးနေပြီးတော့ဖျားတခင်ဝတ်ထားတာတွေကိုရှာဖွေပြီးတော့အတင်းတော်ကိုယူလာရမယ်အတင်းတော်မှာအမြဲတမ်းဟောနေရမှာကခံစားချက်တည်မဟုတ်ရဘူးအာမင်ခဏတော့ထိုင်အောင်အာမင်အတင်းတော်မှာကျွန်တော်တို့ဝင်ခါမှာခံစားချက်မဟုတ်ဘူးမချင်တဲ့ချက်တည်မဟုတ်ဘူးတဲ့ခံတယ်လို့နဲ့စောင်းမြောင်းနေရတော့မဖြစ်ရဘူးဒီမှာတော့မရှိဘူးလေဥပမာဗျာအဲ့လိုမဖြစ်ရဘူးအတင်းတော်ဟာဒီမှာကြည့်ဒီချမ်းကြည့်ပါတပါးအမျိုးသားတို့တွေဤနဲ့တော့ရနေဆိုင်တော့မဟာစည်းစိမ်ဝေါဒါလည်းဟိုတခြားလူတွေကပြောအောင်မအဲ့စည်းစိမ်ဆိုတော့ဝိညာဉ်ပြောတာလို့လာအောင်ပါစည်းစိမ်ဆိုမှတော့စည်းစိမ်ပေါ့ကျမ်းစာမှာတေချာရတဲ့ဝိညာဉ်ဆိုဝိညာဉ်ရေးတယ်စည်းစိမ်ဆိုစည်းစိမ်ရေးတယ်အာမင်မဟာစည်းစိမ်ကအပေများလို့ကြီးတီကိုတန်ရှင်းသူဆိုတဲ့ကမှာယုံကြည်သူတွေမင်းတို့အတွက်ဖျားပြစ်စပေးတာတိလောက်ကြည့်မင်းတို့မသိလို့မရဘူးဖျားတကယ်အလိုတော်ရှိထိုစည်းစိမ်ကဘုံအတရင်ကိုမျောလင့်ခြင်းအကြောင်းတည်ဟုသောတင်တို့အထဲ၌တည်တော်မူသောဘာလို့လဲခရစ်တော်ရရှိခြင်းအပြစ်ပါတွေပါရစည်းစိမ်ဥစ္စာတွေပါအကုန်ပါလာပြီသားအာမင်အဲ့ဒါကရှေးကကလာဘလုံလို့ဖျားတကယ်ဝတ်ထားတဲ့အိတ်ကောင်းကြီးတွေကယေရှုကြောင့်အကုန်လုံးဖျားပြန်ပေးလိုက်တာဟာလေလုယာဒါကြောင့်ကြည်ညောင်းလင်းချက်ကြောင့်တည်တော့တင်းတော့ထဲနဲ့တည်တော့ဟိုခရစ်တော်ဒါကြောင့်ကြည်ကျမ်းစာလာဒီကဖျားတကင်ကိုချစ်တော်သူတို့အဖလုံးဖျားတကင်ပြင်ဆင်ပေးတဲ့အရာအဲ့ဒါတင်းကိုစီးစိမ်ရစေခြင်းဖျားထာဝရယေရှုယုံရင်တို့ပြထာဝရတဲ့မဟုတ်ထာဝရတဲ့တခုပဲမဟုတ်ဘူးထာဝရတဲ့တင်းတို့အတင်းအထဲမှာကိုစီးစိမ်ရှင်ကြီးကရောက်လာတာဟိုးစီးစိမ်ပိုင်ရှင်ကြီးကရောက်လာမှတော့ခမညာလုံးလေတမပြုတ်လေတမသူကိုယ်တိုင်ပြောင်းရွှေ့လာတာတည်းအထဲမှာအာမင်ဒါကြောင့်တရားချွေဝမဲ့သူဖြစ်တယ်တရားအောင်မြင်မဲ့သူဖြစ်တယ်တရားချွေဝတစ်ထက်ချွေဝရမယ်အောင်မြင်တစ်ထက်အောင်မြင်ရမယ်ရန်သူမနာလိုတဲ့အထက်ကိုဖျားကောင်းကြည့်ပေးမယ်အာမင်ဒါကဖယားတကယ်ရဲ့ပြင်ဆင်ပေးတဲ့အရာဒါတမန်တရားဖြစ်တယ်ဒါကြောင့်ကြည့်တမန်ဆရာလို့ကျွန်တော်ပြောလာပြီဆိုရင်အရာပေါ်ပြချက်တွေကိုအတင်းတော်မှာယူလာရမယ်အာမင်ရှေးကလာပါလုံးအကုန်ဝတ်ထားခြင်းခံတဲ့ဟာတွေအကုန်ယူလာရမယ်အကုန်ပြောပြဝိညာဉ်တော်နဲ့မတော်ဘူးဆိုရင်ခင်ဗျားကမျက်စိမပွင့်နားမပွင့်ဘူး
လူတွေရဲ့စကားပဲယုံလာတယ်ဘုရားစကားမယုံတတ်တော့ကျွန်တော်ဘုရားစကားယုံရမယ်ချစ်ကျွန်တော်နိုင်ငံတော်နဲ့ဖြောက်မှချင်ဒီအရာတွေကယင်သိရအောင်ဘုရားကတင်ကိုအယမ်းကောင်းချီးပေးချင်ကျွန်တော်ဘုရားကိုယုံပြီးကတဲ့ကိုကအခုနပြောသလိုပေါ့ကျွန်တော်ကြားစာမဖတ်တတ်ဘူးကြားစာဖတ်တတ်ပြီးကတဲ့ကိုကကျွန်တော်ဘုရားကိုအယမ်းစိတ်ချသွားပြီအာမင်စာမဖတ်တတ်တဲ့စာဖတ်တတ်သွားပြီဒီလောက်ဘုရားအသက်ရှင်တော့ငါတစ်တည်ရတယ်လေဘယ်သူမှလာလိန်လို့မရအောင်ဒီခေတ်မှာနမိတ်လက္ခဏာမရှိဘူးလို့ပြောငါမယုံနိုင်ဘူးဘာငါကိုယ်တိုင်ခံစားနေတာအာမင်ဘုရားကညံပညာပေးတယ်ဒီခေတ်မှာမရှိတော့ဘူးဟိုခေတ်မှာပြောကျမ်းစာမှာပြောမယုံဘူးငါ့ကိုတကယ်ပေးတယ်လေပညာငါ့ကိုတကယ်ပညာပေးတဲ့အတွက်ကြောင့်ဘယ်သူငါ့ကိုလာလိန်လို့မရအောင်တမန်တရားကိုကိုယ်တက်တည်ရထားတဲ့သူဖြစ်တယ်အာမင်အဲ့တော့ကြည်ကျမ်းစာကပြောပြီးသားအဲ့ဒီနည်းနည်းတဲ့အရာတွေကိုသင်ဘုရားသိစေချင်အဲ့ဒါတွေကဝိညာဉ်တော်အဖြစ်သင်သိခွင့်ရှိတယ်အာမင်ဝိညာဉ်တော်အဖြစ်အဲ့တော့ဒီတော့အဖြစ်ချင်တယ်တန်ရှိတော့ဝိညာဉ်တော်အလုတ်လုတ်တဲ့နေရာကိုမရမကသွားပါဝိညာဉ်တော်ကတင်တဲ့အတွက်အများကြီးပြောပြမယ်ဆိုတော့လူတွေကလေဒီပါတိုင်းဓမ္မတွေကလေလူတွေကိုဒုက္ခရောက်ရမ်းလုပ်တယ်ကျမ်းစာနဲ့ချိန်မယ်ကျမ်းစာနဲ့ထိုးမယ်လူကလေရှင်းလို့ရှင်းရှုပ်တယ်ဝိညာဉ်တော်ပေါ်ပြအတင်းဘယ်လို့မှလိန်လို့မရဘူးပြီးကြတဲ့ဘုရားနေမှာဝိညာဉ်ဖခင်ဟောတယ်လို့ပဲချစ်တူတို့ခတ်တေတို့စိတ်ဝိညာဉ်တို့ကိုမယုံနဲ့ဘုဝိညာဉ်ဟာဘုရားတကယ်နဲ့ဆက်ဆိုင်တယ်မဆက်ဆိုင်တယ်ကိုမင်းတို့ဒီစုံစမ်းကြပါမိစ္ဆာပရောဖက်အများတို့ဒီလောကကိုလာပြီအနေနဲ့လေးမနှောမဟုတ်ဘူးအများကြီးလာတယ်မိစ္ဆာပရောဖက်လို့ကျွန်တော်ပြောလိုက်တာနဲ့ကျွန်တော်တို့ကနမိတ်လက္ခဏာလုပ်တဲ့တူပဲတမ်းမြင်တာမိစ္ဆာပရောဖက်ပြောတာနဲ့ကျွန်တော်နမိတ်လက္ခဏာလုပ်တဲ့တူပဲတမ်းမြင်တာ no မိစ္ဆာပရောဖက်ဆိုတာကနမိတ်လက္ခဏာဒီနေ့လူတွေရဲ့ဝိညာဉ်ရေးရကိုဖျက်ဆီးတဲ့သူတွေကိုပြောတာဒါကြောင့်တင်းကိုဘုရားသိစေခြင်းနဲ့ကြွေဝစေခြင်းနာအပြတ်တနာမဟုတ်အာမင်ဒီမှာကြည့်ငါတို့ခရစ်တော်အပြည့်စည်းစိမ်ကပါလာပြီးသားကြွေဝခြင်းကကျွန်တော်တို့အတွက်ဖြစ်တယ်ယောဂါတော့ကျွန်တော်တို့အတွက်မဟုတ်ဘူးဆင်းရဲခြင်းကျွန်တော်တို့အတွက်မဟုတ်ဘူးဒီယုံကြည်ခြင်းပြောင်းရမယ်ယုံကြည်ခြင်းပြောင်းကျွန်တော်အရင်ယုံကြည်ခြင်းကိုပြောင်းတယ်ဒါတော့အသင်းတော်မှာကျွန်တော်တို့ကကောင်းကြီးမင်္ဂလာခရစ်တော်ရဲ့နှုတ်ကပတ်တော်သိချကျင့်ညာရမယ်သိချကျင့်ညာရမယ်တချို့ကအဲ့ဒါမျိုးဟောတဲ့နဲ့အရန်ကြောက်တယ်ဘာဖြစ်လို့လူကိုကြောက်တာလဲမင်းဘုရားကိုယုံပြီးတော့ဘာလို့လူကိုကြောက်တာလဲခင်ဗျာသနာစရာကောင်းတယ်လူကိုကြောက်ရွံ့ခြင်းကကြောက်ကွင်းထဲမှာကြောက်မိခြင်းဖြစ်တယ်အများလူကိုကြောက်လို့အတိတ်ဘက်ကကြောက်ကွင်းဆိုတဲ့ကမှာအခွင့်အရေးအများကြီးဆုံးရှုံးတာလူကိုကြောက်လို့ဘုရားကိုမကြောက်ပဲဘာလို့လူကိုကြောက်တာလဲအာမင်လူကိုမကြောက်ပါဘူးကျွန်တော်ကိုဘုရားနဲ့ပြတ်သားစွာယက်တည်လာတဲ့ကလူတွေကမင်းတင်ဘယ်လိုလုပ်မလဲတေမတော့ကွာငါတော့မသိဘူးတင်ဘယ်လိုလုပ်မလဲတင်မတော့ငါတော့မသိဘူးလေငါခါတော့ကွာမြောင်းမှာပဲကြာဘယ်မှာပဲကြာခွေးပဲစားဘာမှမသိတော့ဘူးလေမသိတော့တဲ့ခန္ဓာကိုယ်ကြီးကိုအဲ့အတွက်များလာစိတ်ပူစရာမလိုလားမဟုတ်ရင်မဲ့သေးပြီးတခါပြန်လဲအသက်ရှင်ပြီးတော့ဒီခန္ဓာကိုယ်အတွက်လာအလုပ်လုပ်ပြီးတော့လာဆက်ရမယ့်ပုံစံဖြစ်တယ်ဟုတ်တေမတော့ဘာမှမသိတော့မတေခင်မှာပဲနားကြီးတာအဲ့တော့တေဘယ်လိုလုပ်မလဲတဲ့အဖန်စီခိုင်ဘယ်လိုလုပ်မလဲအဖွေစည်းနဲ့မလွန်မင်းတော့ဟိုမှာရတော့တမင်းတခုခုဆိုရင်အမျိုးဆိုတာအမျိုးပဲအမျိုးချင်းချောက်တယ်အဲ့ဒါလူချင်းချောက်တိုင်ကိုငါကြောက်ရင်ဒီချင်းနေရာမှာရောက်မှာမဟုတ်ဘူးကျေးဇူးတော်ကြောက်ပူချမ်းမှန်သွားတယ်ဒီစကြောက်လို့ရှင်ပူယောဂါရလာတာတချို့ကဆိုနာရဲအတွက်တဲ့ရံပုံငွေတဲ့နာတော့မနာသေးဘူးနာရဲအတွက်အကောက်ကလေးကမကြခင်နာတော့မှာပဲ
အဖန်စီအတွဲတဲ့အဖန်တော့မခန်းစီကြတဲ့အလုံးဝကြိုထဲကြတဲ့ကောခမဖမ်းဖို့တေချာသွားပြီညိုးစီတောင်ကျဲနေတာပါရီလေအရာအတွက်ပေးဖို့ကမ်းဖို့တော့မသိဘူး no အဲ့ဒါနဲ့ချင်းချောက်တာ no နာရီအတွက်တန်အိုးအဲ့လောက်ထိနားလာပါတယ်ဆိုမှတော့ကမင်းကလည်းယုံကြည်သူတွေပဲလေအချင်းချင်းကူညီပေါ့မဟုတ်ဘူးလားအဲ့လိုတော့စေတနာစိတ်မရှိမေတ္တာမရှိလဲမလုံနဲ့တော့လေဘုရားမိုးတော်ဆိုမေတ္တာနဲ့အလုံးလုံးတာလေဒုက္ခရောက်တဲ့သူမကူညီချင်တော့အမှုမဆောင်တဲ့ခမည်းမိစ္ဆာပရောဖက်ပဲတာဘုရားလူဆိုတာကူညီရမယ်စားကြလို့နှွေးကြလို့ပေးကြလို့ကမ်းကြလို့ပြောတာဒါကြောင့်ဆရာကြီးနဲ့ရဒီနေ့တချီတိငါ2018ကစာပြမှုဆောင်လာတယ်လာစာဆိုတာဘာမှတော့မသိဘူးတခါမှလာစာမယ်ဒီနေ့တချီကျွန်တော်ပဲပေးနေတာအကောင်လုံးဒီနေ့ကျွန်တော်ပဲပေးနေတာကျွန်တော်အိမ်ဝေလို့ရတယ်ကားတွေအကောင်းစားဝေလို့ရတယ်ကျွန်တော်ကားဝေတယ်ဒါပေမဲ့ခရီးသွားလို့ရရင်ပေးပြီအကောင်းစားမလို့ဘူးခရီးရောက်ရင်ပေးပြီအတိကငါဘာကြောင့်ဝေတယ်လဲဆိုခိုင်တက္ကစီတွေနဲ့အင်္ဂလိပ်သွားတယ်ကမဘတ်စတော့ဒီမှာတော့ခက်လို့အများများရောက်ချင်လို့ကားတစ်စီးဝေတယ်ကွာပြီးပြီအဲ့ဒါကိုတကယ်တွားလာရင်ရပြီလေဒီနေ့တချင်ကျွန်တော်ပဲပေးတာကျွန်တော်ဝိညာဉ်ဘာကင်ကလာစာပေးဆိုတော့ယူမှာမဟုတ်ဘူးငါရဲ့ကောင်းကြီးကလာစာထဲမှာမရှိဘူးအကန့်တက်မရှိလာစာလုံးနဲ့1000လောက်1500လောက်2000လောက်နဲ့ငါကမကန့်တက်ဘူးငါတကတလေတလမှာတောင်းကနန်းနဲ့ဝင်နိုင်တယ်ဘုရားတကယ်သိန်းကနန်းနဲ့ပေးချင်တာ1000လောက်ကိုမဲမောတဲ့အခါမှာသိန်းကနန်းနဲ့အကုန်ပိတ်သွားပြီအာမင်ဟာလေလုယာရောအတင်းတော့မလဲဆေပုဒ်ဘပေးပါမပြောဘူးဆေပုဒ်ဘတော့ကြောင်းတော့ဟောရမယ်ကောင်းကြီးဖြစ်ဖို့နားလဲဖို့ဟောပါနှုတ်ကပတ်တော်ကိုသင်ပေးရမယ်သို့တော့အတင်းအဓမ္မမလုပ်ရဘူးဆေပုဒ်ဘမပေးလို့ရှင်တော့မင်းတို့တွေနော်ဟာဟိုမင်ပါဝင်ပေးရမယ်ဒါတွေလည်းလုပ်ရမယ်ဟဲ့ဟိုကောင်းကင်နိုင်ငံရောက်ဖို့ပဲအရေးကြီးတာကျွန်တော်တို့ဒီဟိုဆေပုဒ်ဘပြောခမရဖះသူဖះနှုတ်ကပတ်တော်တိလာသူကသူပေးလာလိမ့်မယ်လွတ်မြောက်တဲ့သူကပေးလာလိမ့်မယ်ကျွန်တော်မပြောင်းလဲခင်တော့ကလည်းခရိယန်ပဲဆေပုဒ်ပေးဆိုပေးဖို့နေတာကိုယ့်ကိုယ်တော့သုံးလို့မလောက်ဘူးဆေးလိပ်ဝေဖို့တော့စားဖို့တော့မလောက်ဘူးမပေးဘူးလာစားရလည်းမပေးဘူးကျွန်တော်တကယ်ချက်ပြဆေပုဒ်လေးပေးငါပီယာတော့ဖို့တော့မလောက်ဘူးမင်းမပေးဘူးဒါပေမဲ့ကျွန်တော်ပြောင်းလဲလာတဲ့နေ့ကစသူများပေးပါလို့ပြောဆရာမလို့ကိုယ့်ကိုယ်တည်တယ်ပေးတယ်ဒီနေ့တည်ချင်းနေပေးတယ်သူဟာသူတကယ်လွတ်မြောက်ရင်လုံဆရာသူဟာသူတည်လာတယ်တကြွချင်းချောက်တယ်ဆေပုဒ်တပိုးမပေးဟိုတီတလားဆေပုဒ်တပိုးနေတယ်တဲ့အာတနာဆရာကြီးဘာရီမဲမောနေလို့အမှုတော်ဆောင်နေရတယ်မဟုတ်ရဘူးဘုရားရဲ့စကားပဲအသင်းတော်မှာပြောရမယ်အာမင်အသင်းတော်မှာဘုရားရဲ့နှုတ်ကပတ်တော်စီလို့ရမယ်လူတွေကိုနှုတ်ကပတ်တော်နဲ့မိတ်ဆက်ပေးရမယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့မိတ်ဆက်ပေးရမယ်မပြောင်းလဲပဲနဲ့ပေးခိုင်းတာသူတို့ဘလောက်ပင်ပန်းနေလဲဆေးပုဒ်ဆိုတာသူတို့ယုံကြည်သူတိုင်းပေးရမယ်ဆိုတာသိတယ်လေဒါပေမဲ့မပြောင်းလဲတော့သူ့အတွက်အဲ့ဒါအရန်ပင်ပန်းနေဆရာတွေကိုလည်းမနှုတ်ဆက်ရတော့ဘူးဆေပုဒ်မပေးနိုင်တဲ့နေ့ဆိုဘုရားကျောင်းတော်မတွားရတော့ဘူး no အဲ့လိုမဟုတ်ပါဘူး तू ပြောင်းလဲလာရင်ဘုရားနဲ့တကယ်တွေ့လာရင် तू လှုပ်လာလိမ့်မယ်လူတွေကဘုရားနဲ့ထိတွေ့အောင်မလုပ်ရမယ်ဝိညာဉ်တော်နဲ့ယဉ်နေအောင်လုပ်ရမယ်အာမင်ဒါအရေးကြီးတယ်အာမင်မပြောင်းလဲတဲ့သူရဲ့ငွေကြေးပဏ္ဏဘာလုပ်မှလဲမပြောင်းလဲတဲ့သူရဲ့ဘေးကန်းတာဘာလုပ်မှလဲတာအဲ့သူ့ရဲ့ငွေကြေးတဲ့သူ့ရဲ့ဝိညာဉ်တကယ်ပြောင်းလဲဖို့အရေးကြီးတာဟာလေလုယာအဲ့တော့ကျွန်တော်ဒီနေ့အသင်းတော်လို့လာတယ်ကျွန်တော်အပိုးမှလည်းအသင်းတော်ကျွန်တော်ဥဆောင်လာတယ်ကျွန်တော်ကိုယ်ပိုင်ကိုယ်ထူကိုထားတဲ့ငွေကြေးအများကြီးကုန်ကြပဲလို့တယ်အတင်းသားတွေလည်းထဲ့ပါတခါမှမကောက်ဘူးအတင်းတော်တစ်ခါလောက်တဲ့ရင်းကြီး9000ကုန်တယ်ထဲ့ပါမပြောဘူးနောက်တစ်ခေါက်ပြန်ပြောင်းတယ်4000ခွေးကုန်တယ်ထဲ့ပါမပြောဘူး
ဘုရားကျွန်တော်ကိုခိုင်းတာလေဘုရားကျွန်တော်ကိုအမှုရဆောင်ဖို့ခေါ်တာတာလီလုပ်ဖို့ခေါ်တာလူတွေကိုအားကိုးပြီးလိုက်လို့ဖို့တို့ခေါ်တာမဟုတ်ဘူးကျွန်တော်အသေးတော့စကြတဲ့ကွာဘသူကြောက်စားတာဘုရားကြောက်စားရင်ဘုရားကိုပဲအားကိုးလေအာမင်ဘုရားကြောက်စားရင်ဘုရားကိုအားကိုးရမှာလူတွေကိုပဲလိုက်အားကိုးရင်အေးဒါကြောင့်မလို့ကျွန်တော်တို့ကဘသူဘာမှအခြေတော့မရှိတရားဘုရားရဲ့နှုတ်ကပတ်တော်ကိုရဲရဲကြီးကြီးဟောနိုင်လူဒီစီမှာရလို့ရှင်အာနာလို့ဟောရဲချင်မှာဟောပါအဲ့လိုမလုပ်ရဘူးဘုရားရဲ့နှုတ်ကပတ်တော်တကယ်တေချာပြောဆိုလို့ပြလို့ရှိတယ်အာမင်ဒါကြောင့်ဒီမှာရောက်လာတဲ့သူတွေဒီနေ့ဝိညာဉ်တော်ကိုပဲဆံငတ်ပါဝိညာဉ်တော်တည်းကိုအများကြီးဖွင့်ပြခြင်းနဲ့ဘုရားတကယ်တည်းကိုပြင်ဆင်ပေးတာကအယမ်းကြီးမားတယ်အယမ်းနဲ့နေတယ်အာမင်ဒါကြောင့်ဒီနေ့ကစပြီးတော့တိုင်ရှင်တော်ဝိညာဉ်တော်ကိုဆံငတ်ပါအာမင်လူကိုမကြောက်နဲ့ဘုရားကိုပဲအားကိုးပါယုံကြည်ခြင်းကိုလူပညာနဲ့မတည်ဆောက်နဲ့ဘုရားရဲ့ဝိညာဉ်တော်အပြည့်တည်ဆောက်ပါလူပညာလူရဲ့အတင်ဟိုဆရာအကြံပြုတဲ့သိဆရာအဲ့ဒါတွေနဲ့မတည်ဆောက်နဲ့ဝိညာဉ်တော်အားဖြစ်ပဲတည်ဆောက်ပါတိုင်ရှင်တော်ဝိညာဉ်တော်ပဲတင်းကိုခိုင်ခန့်နေသူဖြစ်စေမှာဖြစ်တယ်အာမင်